အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဝင်းလဲ Audio Book Channel ကိုအစဉ်တစိုက်စောင့်မျှော်နားဆင်အားပေးကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာဒီကနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းတင်ရေးသားထားတဲ့မင်းတင်ရဲ့တက်ခိုင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းဆက်ပဲဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်ခင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုသိရှိနိုင်ဖို့အတွက်ဘေးနားက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးဖို့တောင်းဆိုအပ်ပါတယ်ခင်ဗျာဒါဆိုရင်ဇလန်းလေးကိုနားဆင်ခံစားအားပေးကြပါဦးခင်ဗျာကျွန်တော်ဒေါသထွက်လုံးလို့ဘာပြောရမလဲတော့မသိတော့ဘူးကျွန်တော်ရန်ကုန်မှာမရှိတော့စီကူးမဝါဝါပြကျင်စောနဲ့ဘီလက်မြေအိတ်တွေထုတ်ရောင်းလိုက်ရင်ဒုက္ခလို့တွေးပူမိတာကြောင့်ဒီဘီလက်မြေတွေဟာကျွန်တော်တို့ပိုင်တာမဟုတ်ဘူးနော်အန်ဒီဆယ်ခဏအထားတာပါလို့ဖုံးအကျဉ်းချင်းစက်ခဲ့ပါတယ်ဗျာအဲ့ဒီကြားတဲ့ကကိုတော်ချောကရောင်းဖြစ်အောင်ရောင်းလိုက်တဲ့ဗျာဂျိုဆိုးကတော့အဖော်အပေါင်းနဲ့ဝင်ပြီပေါ့ဗျာဒီလူဘာကြောင့်ဒီလိုလုပ်ခဲ့တယ်ဆိုတာဒီနေ့အထိကျွန်တော်အဖြေရှာလို့မရသေးဘူးဗျတကယ်ဆိုကို့မှာအကျွေးပူဆိုလို့ထူးထူးခြားခြားရှိလာတယ်လည်းမဟုတ်ကျွန်တော်ဘန်ကောက်ကိုသွားတာလေခဏတစ်ဖြုတ်ပြောလို့ရတဲ့10 ရက်ပါပဲဗျာကျွန်တော်ကောက်ချက်ဆွဲလို့ရတယ်အချက်ကတော့စီကူးမဟာကျွန်တော်လူရဝင်နေတာကိုမရှုစိတ်နိုင်လုံးလို့ကျွန်တော်ကိုတိတ်ခါကြရကြကြောင်းတစ်ချက်တည်းနောက်ကောက်ကြအောင်အလဲထိုးလိုက်တာဆိုတဲ့အချက်ပါပဲခံမန်းကြည့်ရတာကျွန်တော်နောက်ကောက်ကြသွားရင်ကျွန်တော်နေရာကိုတွင်ဝင်နိုင်မယ်လို့ယုံကြည်မျှော်လင့်ပုံပါပဲတကယ်တော့သူဒီလိုလှုပ်လိုက်တာဟာဘယ်ဘက်ကကြည့်ကြည့်ညာဘက်ကကြည့်ကြည့်ဘာကောင်းကွက်မှမရှိပဲသူ့ဘဝနေမုန်းဖို့အတွက်သူကိုယ်တိုင်ဖော်လိုက်တဲ့ဈေးပါပဲဒါတင်ဘယ်ကမလဲသူနဲ့ကျွန်တော်ကပ္ပရံဖြစ်လာအောင်ဖန်တီးခဲ့တဲ့လုပ်ရက်တစ်ခုပါပဲစီကူးမကြည့်ရတာသူလှုပ်လိုက်တဲ့အလုပ်ရဲ့နောက်ဆက်တွဲကိုမှန်ကန်ကန်ခံမှန်းတတ်ပုံမရပါဘူးသူလှုပ်တဲ့အလုပ်ဟာမမားဘူးဆိုတဲ့မျက်နှာဘေးနဲ့ခအေးပါပဲအမှန်တော့မြက်ကန်းတစီမကြောက်ဆိုတာဒီနေရာမှာတုံးရမယ့်စကားပါပဲဗျာအဲ့ဒီချိန်ကမြန်မာပြည်စီးပွားရေးဈေးကွက်ရဲ့အထာကိုသူသိတယ်ဆိုတာဟာမူကြိုအဆင့်လောက်ပဲရှိပါလိမ့်မယ်တကယ်တော့စီးပွားရေးလောကမှာယုံကြည်မှုဟာအသက်တမျှအရေးကြီးပါတယ်ယုံကြည်မှုပြပြသွားရင်ဘာအလုံးမှဆက်လုပ်လို့မရတတ်တာမျိုးပါဂျိုးစိုးဝင်ပြီပေါ့ဗျာမှန်ရကိုပြောရရင်ဒီပြဿနာကိုကျွန်တော်ဘယ်လိုရှင်းရမလဲဆိုတာကျွန်တော်မသိတော့ပါဘူးဒီနေရာမှာခမားတေချာတည်ထားဖို့ကကျွန်တော်ဟာလူလေဆိုပေမဲ့လူလိန်စီရင်မှာမပါပါဘူးမျက်နှာပြောင်ပြောင်နဲ့လိန်ရတဲ့စရင်မှာကျွန်တော်မပါပါဘူးကျွန်တော်လည်းစိတ်ကိုအတတ်နိုင်ဆုံးငြိမ်အောင်ထိရင်အကောင်းဆုံးဖြည့်ရှင်းနိုင်မယ်နီလန်းကိုစဉ်းစားနေတော့3 ရက်မြောက်တဲ့နေ့မှာတော့မနက်9 နာရီလောက်မှာအန်ဒီဆက်စီကဖုံးဆက်လာပါတယ်ဆက်တဲ့အကြောင်းကတော့သူ့ဘီလက်မြေတွေကိုစောက်လုပ်ရေးဝင်ကြီးကဝယ်ဖို့သဘောတူလိုက်တာကြောင့်သူ့ဘီလက်မြေတွေကိုချက်ချင်းတည်မယ်ဆိုတဲ့အကြောင်းပါပဲပြဿနာကစပါပြီကျွန်တော်လည်းဘီလက်မြေတည်တဲ့ကားတွေမလွတ်ပါနဲ့အောင်ကျွန်တော်ရှင်းပြစရာရှိလို့အန်ဒီဆက်အိမ်ကိုကျွန်တော်အခုချက်ချင်းလာခဲ့ပါမယ်ဆိုတာတော့စေးမမီတော့ပါဘူးအန်ဒီဆက်ကမင်းရှင်းပြတာနောက်မှရှင်းပြတော့အခုပဲဘီလက်မြေတဲမဲ့ကားတွေလွတ်လိုက်ပြီတဲ့ဗျာကိုတောင်လိပ်စာလားသိတာပေါ့ဗျာအခုပြန်တဲမဲ့ကားတွေဟာဘီလက်မြေလာဖို့တုန်းကကားတွေပဲလေမနေ့10 နာရီလောက်အန်ဒီဆက်အိမ်ရောက်သွားတော့အန်ဒီဆက်ဟာဘီလက်မြေတွေရောင်းထားပြီးကြောင်းဘန်ကောက်သွားနေတဲ့ရက်တွေမှာရောင်းလိုက်တဲ့အကြောင်းစုံကိုသိပြီးနေပါပြီဘီလက်မြေသွားတဲတဲ့သူ့မန်နေဂျာကသတင်းပို့ထားပြီးပြီပေါ့ဗျာကျွန်တော်လည်းအိမ်ထဲဝင်လိုက်ရောအညာသူအန်တီဆဲရဲ့မျက်နှာဟာဒေါသဖြစ်တာတဲ့စိတ်မကောင်းဖြစ်နေတာအတော်တိတာပါတယ်ကျွန်တော်မျက်နှာကိုလည်းမြင်ရောအန်တီဆဲကမင်းကွာမင်းဒီလိုလှုပ်လိုက်မယ်လို့ငါအိမ်မက်တောင်မမတ်ခဲ့ဘူးတဲ့နိုင်ငံကျော်လူလဲကြီးကျွန်တော်လဲဘာစကားပြောရမှန်းကိုမသိတော့ပါဘူးခေါင်းကိုငိုက်ဆိုင်ချပြီးဒီကိစ္စကိုရပ်ပိုင်းအတွင်းကျွန်တော်ပြေးလေအောင်ဖြည့်ရှင်းပေးပါမယ်ဆိုတဲ့ကတိနဲ့
ကျွန်တော်ပြန်လာခဲ့ရပါတော့တယ်ကျွန်တော်ကြိုးပမ်းအထောက်မှုမှန်သမျှတဲတဲရည်သွန်ဘဝရောက်သွားခဲ့ပါပြီနောက်ဆက်တွဲဖြစ်ပေါ်လာမယ်ကြရက်မျိုးစုံကိုလည်းကျွန်တော်မှန်းဆလို့ရသွားပါပြီကျွန်တော်ထင်ထားတဲ့အတိုင်းပါပဲနောက်တစ်နေ့မှာအန်ဒီဆရာကျွန်တော်တို့ဘီလက်မြေပြဿနာကိုရှိကဘာဦးလာကြီးကိုအတီးပေးလိုက်ပါတော့တယ်ဘီလက်မြေအိတ်ပြဿနာကိုဖြေရှင်းဖို့အန်ဒီဆက်အိမ်မှာအငယ်ဦးလာကြီးစီကူးမနဲ့ကျွန်တော်တို့ဆုံကြတဲ့အခါအငယ်ဦးလာကြီးဟာဒီလိုကိစ္စမျိုးဖြစ်ခဲ့တယ်ဆိုတာမယုံကြည်နိုင်တဲ့မျက်နှာပေးနဲ့ပါပဲဗျာဒီပြဿနာဟာကျွန်တော်လုံးဝမသိပဲဖြစ်သွားရတဲ့ကိစ္စပါလို့လူအများရှိမှဖွင့်ဟနေလို့ပြီးမဲ့ကိစ္စမဟုတ်သလိုအဲ့ဒါလို့အကြောင်းပြချက်မျိုးလဲပေးခြင်းစိတ်မရှိတော့ပါဘူးကျွန်တော်လည်းဘလို့စကလုံးမျိုးနဲ့မှမပြည့်ရှင်းတတ်တော့တာကြောင့်အငယ်ဦးလာကြီးရေးပေးသမျှစာချုပ်တွေမှာလက်မှတ်ထိုးပေးလိုက်တော့တယ်ဗျာဘီလက်မြေဖို့ရှင်းပေးလိုက်ရင်ကိစ္စရှင်းသွားမယ်လို့ခမားထင်နေမှာပေါ့မရှင်းဘူးဗျကျွန်တော်နဲ့အန်ဒီဆက်ကိစ္စဟာအမျိုးသမီးစီးပွားရေးစမ်းဆောင်ရှင်များအသင်းမှာတော်တော်လေးကြရက်ရိုက်သွားတယ်အဲ့ဒီကြရက်ကြောင့်ကျွန်တော်လဲဘသူ့ကိုမှမျက်နှာချင်းဆိုင်ခြင်းစိတ်မရှိတော့ပါဘူးဗျာဒီကိစ္စဖြစ်ပြီးတပတ်လောက်အကြာမှာတော့ဆုံးဖြတ်ချက်တစ်ခုကိုကျွန်တော်ယတိပြက်ချလိုက်ပါတော့တယ်အဲ့ဒါကတော့မြန်မာမျိုးသမီးစီးပွားရေးစမ်းဆောင်ရှင်များအသင်းကတာဝန်ယူတည်ဆောက်နေတဲ့မတ်တာဝါစီမံကိန်းကနေအပီးတိုင်နှုတ်ထွက်လိုက်ဖို့ပါပဲတကယ်တော့ကျွန်တော်ကိုနှုတ်ထွက်ဖို့ဘသူကမှဖိအားမပေးပါဘူးကျွန်တော်ကိုဖိအားပေးလို့လည်းမရပါဘူးဒါပေမဲ့ကျွန်တော်အဲ့ဒီစီမံကိန်းမှာလူတကာဝန်းကြည့်နေတဲ့တန်တရားမျက်လုံးတွေကြားမှာအလုဆက်လုပ်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးလှုပ်ချင်စိတ်လည်းမရှိတော့ပါဘူးအေးဗျာအယုသားဆုံးပြောရရင်မြန်မာပြည်စီးပွားရေးလောကမှာလက်ဖြောက်တနတ်သမားတယောက်လိုကျင်လည်ခဲ့ရတယ်ကျွန်တော်ဘဝကိုကျွန်တော်ညီးငွေလှပါပြီဒါကြောင့်ကျွန်တော်ကိုစွမ်းကိုစားနဲ့အေးစေးတည်ငြိမ်စွာလောက်ကန်နိုင်မဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်အောင်ကျွန်တော်နှစ်ပေါင်းများစွာရုန်းကန်ခဲ့ရပါတယ်အခုတော့စီးပွားရေးလောကမှာရှိတဲ့လူတွေရဲ့ယုံကြည်အားထားမှုရလာအောင်အပတ်တကုံအားထုတ်ခဲ့တာတွေဟာရုပ်ချင်းပြိုလဲပျက်စီးရတော့မဲ့အခြေအနေကိုစိုက်လာနေပါပြီကျွန်တော်ဟာပြတ်သားတဲ့လမ်းကြောင်းတစ်ခုကိုရွေးချယ်ရပါတော့တယ်ကုမ္ပဏီဒါရိုက်တာအဖွဲ့အရေးပေါ်အစည်းအဝေးတစ်ခုချက်ချင်းခေါ်လိုက်ပါတယ်အဲ့ဒီနေ့ကဒါရိုက်တာအဖွဲ့ဝင်အားလုံးမျက်နှာစုံညီရှိနေချိန်မှာကျွန်တော်ကအန်ဒီဆက်ဘီလက်မီအိတ်ပြဿနာကိုရှင်းပြပြီးကုမ္ပဏီဟာတိတ်ခါတပြားသားမှမရှိတော့အောင်ကြာဆင်းနေပြီမို့ဒါရိုက်တာအဖွဲ့ဝင်တွေအနေနဲ့ကျွန်တော်ချပြတဲ့လက်နက်တွေအနက်တစ်ခုခုကိုပြက်ပြက်တန်တာရွေးချယ်ကြဖို့တောင်းဆိုရပါတော့တယ်ကျွန်တော်ချပြတဲ့လက်နက်တွေကတော့နံပါတ်1ဒီကုမ္ပဏီကနေကျွန်တော်တပြားတစ်ချက်မှအကျိုးခံစား권မယူတော့ပဲနှုတ်ထွက်မယ်ကုမ္ပဏီရဲ့ကောင်းမွေးဆိုးမွေးအားလုံးကိုကြံရည်တဲ့ဒါရိုက်တာအဖွဲ့ဝင်တွေကလက်ခံဖြည့်ရှင်းပါနံပါတ်2ဒါမှမဟုတ်လက်ရှိဒါရိုက်တာအဖွဲ့ဝင်အားလုံးဘာအကျိုးအမြတ်မှလက်မခံတော့ပဲနှုတ်ထွက်ပေးကြပါကုမ္ပဏီရဲ့ကောင်းမွေးဆိုးမွေးအားလုံးကိုကျွန်တော်တာဝန်ယူဖြည့်ရှင်းမယ်ဆိုတာပါပဲဒါရိုက်တာအဖွဲ့ဝင်တွေအားလုံးတုတ်တောင်မလှုပ်တော့ပါဘူးခမားစိတ်ထဲမှာကျွန်တော်ရန်ကားလွန်းတယ်လို့ထင်နိုင်စရာရှိပါတယ်တကယ်တော့ဒီပြဿနာပေါ်လာရတာဟာစီကူးမတယောက်တည်းရဲ့လက်ချက်မဟုတ်ပဲနောက်ွယ်ကမတိမတာအားပေးအားမြောက်လုပ်နေတဲ့အပေါင်းပါတွေရှိနေနိုင်တာကြောင့်ကျွန်တော်ကိုဒုက္ခပေးခြင်းလဲမပေးတတ်လို့ကိုရှူးကိုပတ်ဖြစ်ကုန်ကြတဲ့ဒါရိုက်တာအဖွဲ့ဝင်တွေကိုပါစိန်ခေါ်လိုက်ခြင်းပါပဲဖြစ်ချင်တော့အဲ့ဒီအချိန်ကကျွန်တော်တို့ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုအားလုံးနှီးပါးဟာ MWEA စီမံကိန်းအတွက်မူလအဆောက်အဦဟောင်းကနေပြောင်းရွှေ့ရတဲ့ရုံးတွေအတွက်ယာယီစားထိုးအဆောက်အဦတွေဥဝိစာရအိမ်ယာနောက်ဖက်မှာစောက်ပေးထားတဲ့လုပ်ငန်းကောင်းစဉ်အောက်မှာရောက်နေတဲ့အချိန်မှာကုမ္ပဏီလက်ကျန်ငွေတပြားမှမရှိပဲဒီအထုပ်ရှုပ်ကြီးကိုတာဝန်ယူဖြည့်ရှင်းနိုင်တဲ့သူရဲကောင်းပေါ်မလာဘူးဆိုပါတော့ကျွန်တော်ကလည်းခက်ပြက်ပြက်ပါပဲအားလုံးထွက်ရင်ထွက်မ
မထွက်ရင်ကျွန်တော်ထွက်မယ်ဆိုပြီးအခြေအတင်ဖြစ်နေချိန်မှာလူတက်ကြီးမစ္စတာစီကူမာဟာနောက်ဆုံးပေါ်လက်နက်ဆန်းတစ်ခုကိုထုတ်သုံးလိုက်ပါတော့တယ်။အဲ့ဒီလက်နက်ကတော့အစီအဝေးခန်းထဲမှာယောက်ျားရင်မကြီးတံမဲနှစ်ချီတရှုံရှုံနဲ့ငိုချလိုက်တာပါပဲဗျာ။အပြင်ပန်းအမြင်အရာကျွန်တော်ဟာကျန်းတဲ့ခတ်ထန်သူပြတ်သားသူရက်ဆက်သူအဖြစ်မြင်ကောင်းမြင်နိုင်ပြင်မဲ့ကျွန်တော်အတွင်းစိတ်ဟာပျော့ညံ့နေဆိုရပါမယ်။ဘေးလူတွေအမြင်မှာကျွန်တော်ကိုခံနိုင်ရည်ကောင်းလွန်းသူလို့မြင်ပေမဲ့လူတွေမမြင်ရမှာခံစားကြည်ကွဲနေတတ်တဲ့သူမျိုးပါမင်းပါလေငါပါလေဆိုတဲ့ပွဲမျိုးမှာရင်ကော့ပြီးအသက်ဆုံးရဲတဲ့ကျွန်တော်ဟာတစ်ဖက်သူမျက်ရည်ကျပြီးတောင်းပန်တိုးရှိုးတာကိုခံနိုင်ရည်ရှိသူမဟုတ်ပြန်ပါဘူးကျွန်တော်ဒေါသဟာစီကူးမမျက်ရည်ကြောင့်ရုပ်ချင်းပြောက်ွယ်သွားခဲ့ပြန်ပါတယ်နောက်ဆုံးတော့ဒါရိုက်တာအဖွဲ့ဝင်တွေဘုံနေမြေကြားနေမြေအတိုင်းထားပြီးကုမ္ပဏီတစ်ခုလုံးကိုကျွန်တော်စိတ်ကြိုက်စီမံဖန်တီးနိုင်ကြောင်းတညီတညွတ်တဲ့သဘောတူကြပြီးအစည်းအဝေးကိုရုပ်သိမ်းလိုက်ရပါတော့တယ်ရုပ်တရက်ကြည့်ရင်အဲ့ဒီနေ့ကပွဲဟာကျွန်တော်အနိုင်ရလိုက်တယ်လို့ထင်စရာရှိပေမဲ့တကယ်တမ်းကျတော့ရန်သူကိုရန်သူလိုသတ်မှတ်ပြီးမွေးငယ်မိသည်အကျွင်းအကြံချမ်းမထားကောင်းမှုဆိုတဲ့လောကနီတိကိုကျွန်တော်မလိုက်နာခဲ့တဲ့အတွက်နောက်ပိုင်းမှာကျွန်တော်ကောင်းကောင်းကြီးအထိနာခဲ့ရပါတယ်ရာဇဝင်နဲ့ခြီပြီးပြောရရင်ကဘာကျော်စစ်သူကြီးဟန်နီဘောမားခဲ့တဲ့အမှားမျိုးပေါ့ဗျာဟန်နီဘောဟာရောမကိုတိမ်ဖို့အဲလစ်တောင်တန်းကြီးကိုတောင်ကနဝင်မြောက်စစ်ချီနီးတွေနဲ့ဖြတ်ကျော်ပြီးရောမနေစုံနေဖျားတွေကိုသုံးနှစ်သုံးဖို့တစချီအမှဲ့ချွေခြွေထားနိုင်ခဲ့တဲ့ဗျာဟန်နီဘောဟာသူ့ရဲ့နမီကျော်နဂါးပတ်စစ်စင်နီးနဲ့အင်အားချင်းအဆက်မတန်ကွာခြားတဲ့ရောမစစ်တပ်ကိုအနိုင်ရလိုက်ချိန်မှာတောင်ကနန်းနဲ့ချီရှိနေတဲ့နှစ်ဖက်စစ်တီတွေရဲ့အလောင်းတွေကြားကတောင်ကမူလေးပေါ်ကနေရောမမြို့ကြီးစီကိုလှမ်းမြော်ကြည့်ရင်ငုံငူကြီးရက်နေခဲ့တဲ့ဗျာအဲ့ဒီအချိန်မှာသူ့ညီမဟာဘောကအကိုဖြစ်သူဟန်နီဘောကိုအကိုဒီအချိန်ဟာရောမကိုအပီးတိုင်ဝင်သိမ်းဖို့အကောင်းဆုံးအချိန်ပါပဲလို့ဆိုတဲ့အခါဟန်နီဘောကဘာမှပြန်မဖြေပဲခက်မစိတ်နေတာကြောင့်မဟာဘောဟာသူ့အကိုကိုစိတ်ပြက်ပြက်နဲ့စကားတခွန်းပြောလိုက်တဲ့ဗျာအဲ့ဒီစကားကတော့ငါအကိုဟာအောင်ပွဲကိုဘလို့ရအောင်တိုက်ရမယ်ဆိုတာသူမတူအောင်သိပေမဲ့အောင်ပွဲရဲ့အသီးအပွင့်ကိုမခံစားတက်ရောင်တကားတဲ့ဗျာနောက်ဆုံးတော့ဟန်နီဘောဟာရောမစစ်တပ်ကြီးကိုအကြီးအကျယ်ရှုံးပြီးအီရတ်နိုင်ငံဘက်ကို16နှစ်လောက်တိမ်းရှောင်နေရကရောမထောင်လန်းရေးတွေတည်သွားလို့ဖမ်းဖို့အလာမှာအစိတ်တောက်တည်လိုက်ရတဲ့ဘဝမျိုးနဲ့ကြုံသွားခဲ့ရရှာတဲ့ဗျာကျွန်တော်လည်းစီကူးမနဲ့နောက်လိုက်တွေကိုအပီးချိန်မုံတင်မှလည်းရဲ့တွန်းဆုပ်တွေဝေခဲ့မှုကြောင့်နောက်ဆုံးမှာဒုက္ခလာလာကြုံခဲ့ရတော့တာပါပဲဒါတွေဟာနောက်ပိုင်းမှာထင်ရှားလာပါလိမ့်မယ်ဇလန်းကိုဆုံးရသာနားထောင်ပါတော့ဗျာဒိုင်တာအဖွဲအစီအဝေးလဲပြီးရောနောက်နေ့မှာကျွန်တော်အန်ကယ်ဦးလာကြီးနဲ့တွားတွေ့ခဲ့ပါတယ်အန်ဒီဆက်ကိုကျွန်တော်တို့ပေးရန်ရှိတဲ့ဘီလက်မြေဘိုးတွေကို MWEA တာဝါစီမံကိန်းမှာကျွန်တော်တို့ကုမ္ပဏီစိုက်ထုတ်ကုန်ကြထားတဲ့ငွေကြေးတွေနဲ့ခုနှိမ်ပြီးပေးနိုင်ဖို့အတွက်အဲ့ဒီစီမံကိန်းအစုရှယ်ယာစည်ရင်းကနေကျွန်တော်တို့ကုမ္ပဏီနှုတ်ထွက်ပေးကြောင်းပြောလိုက်တော့အန်ကယ်ဦးလာကြီးဟာတော်တော်စိတ်ထိခိုက်သွားပုံရပါတယ်သူ့မျက်မှန်ကိုကြော်ပြီးကျွန်တော်ကိုဂယုဏတက်တဲ့မျက်လုံးတွေနဲ့ကြည့်နေပါတယ်အတူချုပ်ရရင် MWEA တာဝါနဲ့ပတ်သက်တဲ့ငွေစည်းရင်းတွေနဲ့ကိုညုံဝင်းလေးဆွဲထားတဲ့အဆောက်အဦဒီဇိုင်းပုံစံတွေကိုအန်ကယ်ဦးလာကြီးလက်ထဲကိုအပ်ခဲ့ပါတော့တယ်ကျွန်တော်မရှိတော့တဲ့အခါလုပ်ငန်းပို့အဆင်ပြေပါစေတော့ဆိုပြီးကျွန်တော်လက်ဆွဲစရင်ကိုင်းဦးတောင်းထိုက်ဆိုတဲ့ပုံကိုပါခြံထားခဲ့ပြီးအဲ့ဒီစီမံကိန်းကနေအပီးအပိုင်နှုတ်ထွက်လိုက်ပါတော့တယ်။အော်ဒီလိုအဖြစ်မျိုးတွေကြောင့်ပဲထင်ပါရဲ့။စောက်လုံရေးဝင်ကြီးဌာနကကိုစိန်တောင်းဆိုတဲ့မိတ်ဆွေတယောက်ကကျွန်တော်အဖြစ်တွေကိုကြည့်ပြီးကိုတက်ခိုင်ရခမားဘဝဟာငှက်ကားပြန်တယ်လို့ခောက်ရှာငှက်ပြန်တယ်လို့ပါပဲလားလို့မှတ်ချက်ချဘူးတယ်ဗျ။ငှက်ကားနဲ့ခောက်ရှာဟာ
ဘလို့ပြန်နေဆိုတာကျွန်တော်သေချာမမြင်ဘူးပေမဲ့အဲ့ဒီငှက်တွေဟာဟိုးအမြင့်ဆုံးမှာပြန်လိုက်တောင်လိုက်ထိုးဆင်းပြီးအောက်ဆုံးမှာပြန်လိုက်လှုပ်တက်တဲ့ငှက်မျိုးထင်ပါရဲ့ဗျာတော်တော်တော့ကကြီးရတဲ့ကာလတွေပါဗျာလုပ်ငန်းလွှဲပြောင်းတာဟာတနေ့တရက်တည်းလုပ်လို့ကြားတဲ့ကိစ္စမဟုတ်လေတော့အစုရှယ်ယာဝင်အဖြစ်ကနှုတ်ထွက်ပြီးတဲ့နောက်ပိုင်းမှာလေ3 လလောက်နေပါအန်ကယ်ဦးလာကြီးရဲ့ရုံးခန်းကိုမျက်နှာပူပူနဲ့ဝင်ထွက်နေရပြန်ပါတယ်အမှန်ပြောရရင်ကျွန်တော်တော်တော်ခံစားရပါတယ်ရှက်တဲ့စိတ်ခံပြင်းနာကြီးစိတ်တွေကြောင့်3 လဝန်းကျင်လောက်စိတ်လေပြီးနှကမ်းမွေးမုတ်ဆိန်မွေးတွေတော့မရိပ်ပဲထားလို့အမြဲတမ်းကြော့နေအောင်နေတတ်တဲ့ကျွန်တော်ပုံစံဟာညင်တိုးတိုးနဲ့အပူတယ်ရုပ်ပေါက်လာပါတော့တယ်။အော်စိတ်ဒုက္ခရောက်ရတဲ့အခါမို့ငငယ်တုန်းကကျွန်တော်တော့ကကြုံရတဲ့အခါအမေကျွန်တော်ကိုအားပေးတာကိုတတိယမိတယ်ဗျာ။ကျွန်တော်6 တန်းကျောင်းသားလောက်တုန်းကပေါ့စာအုပ်ဆိုင်ကစာအုပ်တအုပ်ငှားဖက်ရာကနေစာအုပ်ကရေတိုင်ကြီးတဲ့ပြုတ်ကျပြီးစုပ်ပြဲကုန်တာကြောင့်ကြော်ရမယ့်အခြေအနေဖြစ်လာရောဗျာအဲ့ဒီအချိန်ကစာအုပ်တန်ဖိုးက15 ကျပ်လောက်ဆိုတော့ကျွန်တော်ကြံရမရတာနဲ့ကျောင်းကအပြင်အမေခုထားတဲ့ထမင်းကိုမစားနိုင်ပဲဆောင်းကောင်းမှုခြုံပြီးအိတ်နေလိုက်တော့အမေကကျွန်တော်ကိုငါသာနေမကောင်းဘူးလားတဲ့အမေ4-5 ချိန်လောက်မေးမှကျွန်တော်ကစာအုပ်အငှားဆိုင်ကစာအုပ်ရေးဆိုလို့ပြန်ရရမယ့်ကိစ္စကိုအမေကိုပြောပြတော့အမေကအားရပါရရည်ပြီးအုံးမလေးငါသားရဲ့ဒီကိစ္စကိုအမေရှင်းပေးမှာပေါ့တဲ့နောက်ပြီးမှတ်ရရစကားတခွန်းပြောသေးတယ်ငါသားလောကကြီးမှာတိတ်ပြီးပူပင်တော့ကမများပါနဲ့ပါရကပေါက်ထွက်သွားလိမ့်မယ်ဘယ်တော့အခါမှစိတ်တက်မကြပါနဲ့တဲ့ဗျာနောက်ပိုင်းအိမ်တော်ကြပြီးတဲ့အခါမှာလဲကျွန်တော်စိတ်ညစ်ညူးစရာအကြီးအကျယ်ကြုံရတဲ့အခါတိုင်းအမေစီခဏခဏသွားလေရှိပါတယ်တကယ်တော့တောကကင်းဝေးနိုင်ရေးအတွက်ကျွန်တော်ဖတ်မှတ်လေ့လာဖို့တဲ့စာအုပ်တွေအကြောင်းအရာတွေအများကြီးပါခက်တာကကျွန်တော်တရားကိုကျွန်တော်မကြဘူးဗျအမေဟာပညာသာမတတ်တယ်လောကကြီးကိုရှုမြင်ရမှာရိုးရှင်းလွန်းလို့အမေတရားအမေရဲ့လောကအမြင်ကိုအမေအရေးအာဝါဒအောက်မှာအမေဖြစ်သိတဲ့အတန်ကိုကြားကျင်လွန်းလို့ပေါ့ဗျာကျွန်တော်ကစာတွေလည်းအများကြီးဖတ်တွေးတဲ့တွေးကလည်းသိဉာဏ်များတဲ့ကောင်ဆိုတော့ကိုတရားကိုမကြတာစမ်းလာတယ်တော့မဟုတ်ပါဘူးလေအခုတော့အမေစီသွားရအောင်အမေလည်းမရှိရှာတော့တာကြောင့်စိတ်တော့ကပိုရောက်တယ်လို့ပဲဗျအန်ကယ်ဦးလာကြီးဟာကျွန်တော်စိတ်ဆင်းရဲခြင်းကြီးစွာဖြစ်နေတာကိုမမြင်ရဘူးထင်ပါရဲ့တနေ့မှညနေရုံစင်းချိန်သူ့ရုံကန်းကိုလာခဲ့ဖို့ဖုံးဆက်ခေါ်ပြီးကျွန်တော်တော့ကပြေရပြေချောင်းတရားရည်အေးတက်ကြွေးပါတော့တယ်သူဟောတဲ့တရားကသူ့ဘဝအကြောင်းရဲ့ပုံမြင်လေးတစ်ပုဒ်ရဲ့ပါပဲဗျာသူ့တရားဟာရိုးရိုးလေးဆိုပေမဲ့ကျွန်တော်နှစ်ချိုက်လွန်းတာကြောင့်အခုတတိမှတ်မိနေပါသေးတယ်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်1989-88ပတ်ဝန်းကျင်ကအန်ငယ်ဦးလာကြီးဟာမကိုလန်းကရွှေစည်းကွက်မှာအယောင်းအဝယ်လုပ်နေခဲ့တာလေဗျာအဲ့ဒီအချိန်မှာအစိုးရကစီးပွားရေးကိုနိုင်မထိန်ချုပ်တက်လီတော့နမီကြီးကုံတယ်မှန်သမျှဇူစကာစစ်စင်ရေးဆိုပြီးဖမ်းပါလေရောတယ်ဗျာဇူစကာစစ်စင်ရေးထဲမှာအန်ငယ်ဦးလာကြီးပါသွားရောတယ်ဗျအစိုးရကဖမ်းမယ်သာဖမ်းနေဆွဲတင်စရာပုံမှန်မရှိလေတော့ဦးလာကြီးလက်ဝဲမှာရေနံစီတပူးတွေ့တဲ့အမှုနဲ့တရားစွဲခံရတဲ့တသက်နဲ့တကူအချုပ်တို့ထောင်တို့အိမ်မက်တောင်မမတ်ဘူးတဲ့အန်ကေဟာနမီကြီးရွှေကုံတဲ့ဘဝကနေထောင်ထဲရောက်သွားရတာကြောင့်စိတ်တဲ့အကြီးကျယ်ကြပြီးစောက်တီရမရဖြစ်ခဲ့ရတဲ့မမက်ရရနောက်ဆုံးနေ့အမိန့်ချမဲ့ရက်မှာအန်ကယ်ဦးလာကြီးဟာရာဘာဖနက်ဆုပ်လေးတရံကိုဖင်ခုထိုင်ရင်တရားသူကြီးရဲ့အမိန့်ကိုနားထောင်လိုက်တော့ပြစ်မှုထင်ရှားတဲ့အတွက်ထောင်ဒဏ်9 နှစ်အချခံရရောတယ်ဗျာဒီလိုနဲ့အင်းစိန်ထောင်ထဲမှာအကျဉ်းသားဘဝနဲ့ရှိနေတော့ဘဝတူအကျဉ်းသားကလားဖိုးကြီးတယောက်ကသူ့ကို
လောကကြီးမှာဖြစ်သမျှအကြောင်းအကောင်းကြီးပဲမှတ်ပါလို့သင်ခန်းစာယူထိုက်တဲ့ပုံမြင်တစ်ပုဒ်ပြောပြပြီးသူ့တောကကိုပြေစီခဲ့တဲ့ဗျာဟိုးရှိတုန်းကတိုင်းပြည်တစ်ပြည်မှာတောလိုက်ဝါဒနာအင်မတန်ကြီးတဲ့ဘုရင်ကြီးတစ်ပါးရှိတဲ့အဲ့ဒီဘုရင်ရဲ့တက်တော်ရှိအမတ်ကြီးတွေထဲမှာဖြစ်လာသမျှအကြောင်းအကောင်းကြီးပဲလို့ခံယူထားတဲ့အမတ်ကြီးတစ်ပါးလည်းရှိတဲ့ဗျာတနေ့တော့ဘုရင်ကြီးဟာတောလေသွားရာကသားကောင်နဲ့အနီးကပ်တွေ့ပြီးအဲ့ဒီသားကောင်ကိုတန်လျက်နဲ့တတ်မယ်ဟဲ့ဆိုတဲ့စိတ်နဲ့လက်ထဲကတန်လျက်ကိုအလင်းစလိုချွတ်လိုက်တာသူ့တန်လျက်နဲ့ပဲသူ့လက်ညှိုးတစ်ချောင်းကိုတိကနေနေအောင်ဖြတ်မိပါလေရောတဲ့အဲ့ဒီအခါဘယင်ကြီးဟာလက်ညှိုးပြရတဲ့ဒုက္ခအပြင်လက်ညှိုးပြတ်တာကိုအတိတ်နမိတ်ကောက်ပြီးရှစ်ဆက်ဖြစ်လာမဲ့ကံကြမ္မာဇိုးတွေအတွက်ပါတွေးတော့ပူပင်လာပါတဲ့နောက်ဆုံးတော့ဘယင်ကြီးဟာသူ့ပညာရှိအမတ်တွေကိုဆင့်ခေါ်စည်းဝေးပြီးသူ့လက်ညှိုးပြရခြင်းရဲ့နောက်ဆက်တွဲအတိတ်နမိတ်ကိုကောက်စီတဲ့အခါအခြားသောအမတ်များကအတိတ်အပယ်အယူအဆမျိုးမျိုးနဲ့ရှေ့ဆက်ဖြစ်လက်တန်သောကံကြမ္မာမျိုးစုံကိုရှောက်တင်ကြပေမဲ့စောစောကပြောခဲ့တဲ့အမတ်ကြီးကတော့သူ့ထုံးစံအတိုင်းဘယင်ကြီးလက်ညှိုးပြရခြင်းဟာကောင်းဖို့ဖြစ်လာတာပါလို့ရှောက်တင်တဲ့ဗျာအဲ့ဒါလို့ရှောက်တင်တာကိုလည်းကြားရောဘယင်ကြီးဟာဒေါသပုံထပြီးကောင်းဖို့ဖြစ်လာတယ်လို့မှတ်ချင်လှတဲ့အမတ်ကြီးကိုထောင်သွင်းအကျဉ်းချစေတဲ့ဗျာတိတ်ကာလမကြာခင်မှာပဲဘယင်ကြီးဟာသူ့ဝါဒနာကိုမစွန့်လွတ်နိုင်တာကြောင့်တောကစားထွက်ပြန်တဲ့အခါတယောက်တည်းမျက်စိလေလမ်းမှားပြီးဘီလူးဆောင်တဲ့တစ်ပင်တပင်အရိပ်မှာအပန်းဖြေလိုက်မိတဲ့အဲ့ဒီအခါတစ်ပင်ဆောင်တဲ့ဘီလူးကဘုံဆိုပေါ်လာပြီးသူ့အရိပ်မှာလာခိုသူကိုသူ့စားခွင့်ရှိတဲ့အတွက်ဘယင်ကြီးကိုစားမယ်လို့ရော်တယ်ဗျာဘယင်ကြီးဟာသူဟာပြည့်ရှင်မင်းဖြစ်ကြောင်းပြောပြပြီးအမျိုးမျိုးသောအပေးယူလုပ်ပေမဲ့ဘီလူးကနားမဝင်ပဲဘယင်ကြီးကိုတက်စားဖို့ပြင်ဆင်ပါလီရောတဲ့ဘယင်ကြီးလည်းဒီတစ်ခါတော့အယူခံမရှိပဲကိုကျိုးတော့နဲပါပြီဆိုပြီးဘီလူးစားမဲ့အချိန်ကိုမျက်လုံးစုံမဲ့ရင်တမမနဲ့စောင့်နေရတော့တဲ့ဗျာဘယင်ကြီးကိုစားရင်ဆက်စဲဘီလူးဟာချက်ချင်းမစားသေးပဲဘယင်ကြီးရဲ့ခန္ဓာကိုယ်အနှံ့ကိုကြောက်စစ်ဆေးနေရကဘယင်ကြီးရဲ့လက်ညှိုးတစ်ချောင်းပြက်နေတာလဲတွေ့ရောဟာလက်စာတက်တော့မင်းကဒုက္ခတဲ့ပဲဒါဆိုအထအမိန်ရငါဟာဒုက္ခတဲ့ကိုစားခွင့်မရှိဘူးဆိုပြီးဘယင်ကြီးကိုလွတ်လိုက်ရောတဲ့ဗျာဒီတော့မှဘယင်ကြီးဟာသူ့ပညာရှိအမတ်ကြီးပြောတဲ့ကောင်းမှုဖြစ်လာတယ်မှတ်ပါဆိုတဲ့ရှောက်တင်ချက်ကိုတတိယပြီးအမတ်ကြီးကိုအကျဉ်းချထားရာကနေပြန်ထုတ်ပြီးအကြီးအကျယ်သူကောင်းပြူတာနဲ့ဇလန်းဆုံးရောဆိုပါတော့ဗျာသူ့တရားကြောင့်ကျွန်တော်စိတ်သက်သာရာရခဲ့ပါတယ်ဒါဟာလေသူ့တရားကြောင့်ဆိုတာထက်သူ့စေတနာကြောင့်သက်သာရာရခဲ့တယ်ဆိုရင်ပုံမှန်ပါလိမ့်မယ်ဆိုလိုတာကဖြစ်ခဲ့တဲ့ကိစ္စမှာကျွန်တော်အမှန်တကယ်ဘယ်လိုခံစားရတယ်ဆိုတာသူသိရဆိုတဲ့အချက်ကိုကျွန်တော်ကျင့်နှံ့မိခြင်းပါပဲအချိန်အကြာကြီးစိတ်လေနေလို့မဖြစ်ပြန်တာကြောင့်အလုပ်တွေဘက်ကိုခြေဦးလှည့်ရပြန်ပါတယ်တကယ်တော့ကံကြမ္မာတို့မဟုတ်ဖျားသခင်ဟာကျွန်တော်ကိုဆုလက်တွေဖန်တီးပေးတာဟန်တူပါတယ်ဒါပေမဲ့အဲ့ဒီဆုလက်တွေဟာကျွန်တော်လုံးလာရိယသွေးချွေးနဲ့မထိတွေ့သေးသေး၍အသက်ဝင်မလာတတ်တာတော့အံ့ဩစွာသိရှိရပါတယ်MWE တာဝါစီမံကိန်းကကျွန်တော်နှုတ်ထွက်ပြီး၄လလောက်ကြာမှာလှိုင်မြို့နယ်အစိုးရမူလာတန်းကျောင်းအမှတ်2ကိုဖြိုဖျက်ပြီးရှစ်ခန်းတွေ6ထက်ဆောက်ဖို့အိုးအိမ်ဦးစီးဌာနကလေလံတစ်ခုကျွန်တော်အောင်ခဲ့ပြန်ပါတယ်ဒီလေလံပွဲမှာမြန်မာပြည်ထုံးစံအတိုင်းစစ်ဖက်နယ်ဘက်ကအာဏာတွေယာတိုးတွေဝိတ်တွေရှင်ပြိုင်ကြရတာပါပဲလက်ရည်တိတ်မြင့်စရာမလိုတဲ့ပွဲမှုဒုတိယဗိုလ်ချုပ်ကြီးအေးတောင်းရင်သားတော်မောင်ထုံးနိုင်အေးကိုထုတ်သုံးလိုက်တာအခက်ခဲ
သိမ့်မရှိလာပဲလေလံအောင်ခဲ့ရောဆိုပါတော့ဘာပဲဖြစ်ဖြစ်အဲ့ဒီစီမံကိန်းဟာအမျက်အစွန်းအနေနဲ့3,400ရနိုင်တာမို့ရိုင်နေနေတဲ့ကုမ္ပဏီကိုပြန်လဲတက်မှတ်လာအောင်ထိန်းထားနိုင်ခဲ့ပြန်ပါတယ်အဲ့ဒီအဆောက်အဦအောက်ခြေအုပ်မြင့်လုပ်ငန်းပြီးချိန်မှာကျွန်တော်လုပ်ငန်းခွင်ရုံးကိုစနေမောင်မောင်လို့သူ့ကိုယ်သူနာမည်ပေးထားတဲ့မင်းကြိုင်ရောက်လာပြီးမန္တလေးမှာဂွင်ကြီးတကွင်ရှိတာကြောင့်ကျွန်တော်ကိုယ်တိုင်မန္တလေးကိုဆင်းပြီးအကွက်ချရင်တေချာပေါက်အစဉ်ပြေမှာမို့လိုက်ခဲ့ဖို့ဇွတ်ခေါ်ပါတော့တယ်မင်းကြိုင်ဆိုတာစိန်ကျွန်းစေးကြီးစီမံကိန်းမှာအကြီးအကျယ်ရှုပ်ရှုပ်ပူပြီးလုပ်ခဲ့တာမို့ကျွန်တော်လိုက်သွားဖို့စိတ်ကူးမရှိပါဘူးဗျာဒါပေမဲ့ဖြစ်ချင်တော့ကျွန်တော်နဲ့လူမသိသူမသိတွဲနေတဲ့ခင်ငိမ့်အေးဆိုတဲ့ခြာတိတ်မဟာဘယ်လိုဘယ်ပိုစိတ်ကူးပေါက်တယ်လဲမပြောတတ်တော့ပါဘူးကျွန်တော်အိမ်ပေါ်ကိုရုတ်တရက်ပေါက်ချလာရာကအိမ်ကမချောနဲ့တက်တက်တိုးပြီးခွန်ကြီးခွန်းငယ်စကားတွေများပြီးဇရားတွေရှုပ်ကုန်ပါရောဗျာအေးဗျာကျွန်တော်ပွေခဲ့ရှုပ်ခဲ့တာတွေကိုအချိန်ရတဲ့အခါအသေးစိတ်ပြောပြပါအောင်မယ်လွမ်းလို့စာစီတာတော့မဟုတ်ရပါဘူးကျွန်တော်ဘဝအမားကလေးဆိုတဲ့ခေါင်းစဉ်မျိုးနဲ့ပေါ့အဲ့ဒီအမျိုးသမီးပြဿနာလဲမမျော်လင့်ပဲကြုံရောကျွန်တော်လဲဘေးပတ်ဝန်းကျင်ကိုမျက်နာပူပူနဲ့အိမ်မပြန်ရမယ့်နီလန်းကိုရှာယာကမင်းကြိုင်ပြောတဲ့မန္တလေးကဂွင်ဆိုတဲ့ကိစ္စကိုတတိယမိတာနဲ့မန္တလေးကိုခရီးထွက်ဖို့အကြောင်းဖန်လာပါတော့တယ်တကယ်တော့မန္တလေးကိုကျွန်တော်သွားခဲ့တာဟာတေတွင်းတဲကိုခုန်ဆင်းလိုက်လို့ဖြစ်ခဲ့တယ်ဆိုတာနောက်တစ်နှစ်ကျော်အကြာမှာကျွန်တော်သိခဲ့ရပါတယ်ဟုတ်ပါတယ်ကျွန်တော်ကိုလူမိုက်ငှားပြီးအသေးတခိုင်းနဲ့မုတ်ဆိုးတစ်ပိုင်းမိမရိုင်းဟာအဲ့ဒီမန္တလေးမှာနေလေရဲ့သူ့နာမည်ကဒေါ်ဆက်ကြီးတဲ့သူ့မှတ်ပုံတင်မှာငန်းစုံစာတီးလို့ရေးထားပါတယ်ဗျာသူနဲ့ကျွန်တော်ညီးလို့ပြဿနာဖြစ်တာလို့ခမားထင်နေတာလားမဟုတ်ဘူးဗျသူကအသက်50ကျော်နေတဲ့အဖွားကြီးပါဗျာကျွန်တော်က30ကျော်ပဲရှိသေးတာကျွန်တော်ဆိုတဲ့ကောင်ကငွေနဲ့အခွင့်အရေးအတွက်ဘယ်တော့အခါမှအမဲအိုကိုကြံမဲ့အစားတဲ့တော့မပါပါဘူးဗျာကျွန်တော်တွဲခဲ့သမျှအမျိုးသမီးအားလုံးဟာညွန့်ပေချောပေလှပေဆိုတာတွေကြီးပါပဲ။အော်မကြွားရပါဘူးဗျာ။ခိုင်ခိုင်လုံလုံဖြစ်အောင်ကျွန်တော်ပြောပြပါမယ်။ခမညာစိတ်ရှိရှိနားထောင်ဖို့အဓိကပါလေ။ဒီလိုနဲ့ကျွန်တော်ဟာစနေမောင်မောင်မင်းမင်းထုံထုံနဲ့အတူကျန်နာဘုံရွှေမြို့တော်ကြီးစီကိုအမြန်ရထားနဲ့ခရီးနှင်ခဲ့ရောဆိုပါတော့ဗျာ။မင်းမင်းထုံးဆိုတာအဆိုတော်တစ်တင့်ထုံးအကိုဘောဗျ။သူ့လက်ငုပ်လက်ရင်အလောက်ကတော့ကားဝဲစာဗျနာအဖအစိုးရခေတ်မှာဂွင်တွေကွက်တွေပေါ်လာတော့ BOA ဆိုတဲ့ကုမ္ပဏီတစ်ခုထောင်ဘူးတယ်ကျွန်တော်ပြောဖို့တဲ့ဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့အမဒေါ်ကြည်လင်ရဲ့သားတက်ကြက်ငိမ့်စာဖေးအောင်နဲ့တွဲပြီးစိန်ကျုံးစေးစီမံကိန်းရဲ့ပွဲဥထွက်အခန်းတွေမှာပါဘူးတာကလွဲလို့သူ့ကုမ္ပဏီမှာတခြားအလုပ်မယ်ရတော့မတွေးမိဘူးဗျအခုလေမင်းကြိုင်ခေါ်စနေမောင်မောင်ကသူနဲ့အတွဲဆိုတော့ပါလာတာထင်ပါရဲ့ကျွန်တော်လည်းအလောက်ကဘယ်စီနေမှမသိလေတော့သူ့စရိတ်နဲ့သူလိုက်လာတာကိုဘာမှပြောစရာမရှိပါဘူးဗျာ။အော်ဒါနဲ့အခုတစ်ခေါက်မန္တလေးရောက်တာပထမဆုံးအခေါက်တော့မဟုတ်ဘူးဗျ။ကျွန်တော်ဆရာအတက်တင်ကျောင်းသားဘဝကမန္တလေးကိုရောက်ဘူးသေးတယ်။ကျွန်တော်ရဲ့ပကံအနွယ်တွေးကြောင်ပေလာတော့မသိဘူးဗျကျွန်တော်ငငယ်လေးကလေးကမြန်မာနိုင်ငံရဲ့ရှီဟောင်းမြို့တွေကိုတော်တော်စိတ်ဝင်စားတယ်ကျွန်တော်10တန်းအောင်တဲ့နှစ်ကနတ်မောက်ကိုပြန်ရင်ပကံကိုရောက်ဘူးကျင်တာနဲ့လွယ်အိတ်တစ်လုံးလွယ်ပြီးပကံဖက်ကိုခရီးထွက်ခဲ့ဘူးတယ်မန္တလေးကိုရောက်ခဲ့ဘူးတာတော့ကိုစရိတ်နဲ့ကိုမဟုတ်ဘူးဗျအစိုးရစရိတ်နဲ့ဆိုပါတော့ဟုတ်တယ်ဗျကျွန်တော်ဘိုကလေးမှာဆရာတက်တင်တက်နေတော့1989ခုနှစ်ကတနိုင်ငံလုံးမှာရှိတဲ့ဆရာအတက်တင်ကျောင်းပေါင်းစုံပါဝင်ဆင်နွှဲခဲ့ကြတဲ့ကျောင်းပေါင်းစုံဗတ်စုံပညာပြိုင်ပွဲဆိုတာကျင်းပခဲ့ဘူးတယ်။အေးလေကျောင်းဆရာတွေဆိုတာ
ဘတ်စုံထူးကျွင်တဲ့တပည့်တွေမွေးထုတ်ပေးနိုင်ရမှာဆိုတော့ဘတ်စုံပညာပြိုင်ပွဲဆိုတာလှုပ်တဲ့လှုပ်ထိုက်တဲ့ပြိုင်ပွဲကြီးတစ်ခုပါပဲအဲ့ဒီပြိုင်ပွဲမှာရှင်ပြိုင်ရမယ့်ပြိုင်ပွဲမျိုးစားကတော့အတော်ဆုံးတပြားမမိတလောက်ပြေးခုံပြေးဗော်လီဘောစပွဲတင်တင်းနှစ်ပိုက်ကြော်ခြင်းဆိုကရည်တီကြက်တောင်ပြိုင်ပွဲတွေပါတယ်ဗျအေးပေါ့ဗျာကျွန်တော်လဲခြာတိတ်ဘဝမှာဆရာတက်တင်ကိုရောက်နေခဲ့လေတော့အဲ့ဒီပြိုင်ပွဲကျင်းပဖို့လူရေးမယ်လဲကြာရောပြိုင်ပွဲတစ်ခုခုတော့ပါမဖြစ်မယ်ဆိုပြီးလူရေးပွဲမှန်သမျှဟိုဆက်ဆက်ဒီဆက်ဆက်ရှောက်ပြန်ရတော့တာပေါ့ဗျာအေးလေတကြောင်လုံးမှာရှိတဲ့တင်နန်းသား900လောက်ထဲကနေလက်ရေးစဉ်30ကျော်ရွေးမှဆိုတော့လက်ရေးစဉ်စီးရင်မှာပါကျင်စောနဲ့ကြားကုတ်ကြားခဲလုံးလထုတ်ခဲ့ရတာပေါ့ပထမဆုံးကျွန်တော်အားတန်တာကဇပွဲတင်တင်းနေပြအမှန်ကဇပွဲတင်တင်းနေဆိုတာဆရာတက်တင်ရောက်မှတွေ့ဖူးတာကလား4-5လကစားတက်နဲ့ဘယ်တိုးနိုင်ပါမလဲအုပ်စုစင်းနဲ့တင်ပြုတ်တာပါပဲဗျာဒါနဲ့ကြက်တောင်ဝင်ရိုက်ပြန်တော့လေထုံနီးလက်ကောင်းပဲဗျဗော်လီဘောအသင်းမှာပါဖို့ကတော့စိတ်ကူးတောင်ထဲလို့မရဘူးဗျဆရာအတက်တင်လာတက်တဲ့တင်နန်းသားတွေထဲမှာတိုင်းနဲ့ပြည်နယ်လက်ရွေးစင်တွေရောမြို့နယ်အဆင့်လက်ရွေးစင်တွေပါရိုက်တက်လို့မကုန်ဘူးဗျဆိုကရည်ဒီထဲပါဖို့ဆိုတာကလည်းမောင်မယ်တစ်လွင်ကြိုးစပွဲတုံးကဘာမှဟုတ်တိပတိတက်တာမဟုတ်ပဲစင်တင်ပြဆက်ဒိုက်တာလိုဆရာကြီးဝင်လောက်ခဲ့ပေမဲ့တကယ်စီဝါနကြီးနဲ့စနေတကျတက်တာမှမဟုတ်တာဘယ်မှာလာအရေးခံရပါမလဲဗျာဒီနေရာမှာကျွန်တော်အားနေချက်ကအထင်းသားပေါ်လာတယ်ဗျကျွန်တော်ဟာတောင်ဆက်ဆက်မြောက်ဆက်ဆက်မလုတ်တက်တာမကစားတက်တာမရှိသလောက်ဆိုပေမဲ့ဘယ်အားကစားမှထူးထူးချွတ်ချွန်မရှိဘူးဗျဘောလုံးရေကူးဗော်လီဘောကြက်တောင်တင်းနှစ်ပြေးခုံပြေးမှာပါတဲ့တံပြားဝိုင်းပြည့်လှန်တံပြည့်ဆိုတာတွေကျွန်တော်အားလုံးတက်တယ်စိုးနေတာကအဲ့ဒီကစားနည်းတွေတဲကဘယ်မှမထူးချွန်တာပါပဲဗျာနောက်ဆုံးလူရေးပွဲဖြစ်တဲ့အထွေထွေဘဝတုဒ္ဒပြိုင်ပွဲအတွက်တကြောင်လုံးမှာတယောက်တည်းရွေးမဲ့လူရေးပွဲကိုဝင်ပြိုင်လိုက်တာကန်ဆိုးကျင်တော့ကျွန်တော်ထက်စာကြဘိုးကြတဲ့ပန်းတနော်သူအေးအေးတန့်ဆိုတဲ့ဆရာမကပထမရပြီးကျွန်တော်ကဒုတိယပဲချိတ်ပြန်တော့မျောလင်းချက်ကုံရောဆိုပါတော့ဗျာဒီလိုနဲ့မန္တလေးရွှေမြို့တော်မှာကျင်းပမဲ့ဗတ်စုံပညာပြိုင်ပွဲကြီးကိုလိုက်ပါနိုင်ဖို့ကျွန်တော်အိမ်မက်တွေပြက်ပြဲခါနီးမှာကန်ကောင်းခြင်းပြန်တော့ပထမရတဲ့အေးအေးတန့်ကကောက်ကငင်ကနမိုးနီးယားဖြစ်တယ်ဆိုလားကျမ်းမာရေးမကောင်းတာနဲ့ဒုတိယရတဲ့ကျွန်တော်ကဖိုးကန်ကောင်းဖြစ်ပြီးမန္တလေးပြိုင်ပွဲကိုပါလာခဲ့ရောဆိုပါတော့ဗျာဘိုကလေးကနေမန္တလေးကိုတွားရတဲ့ခရီးကတော့တင်းမောတတန်ကားတတန်မိရထားတတန်ဆိုတော့တော်တော့ပျော်စရာအကောင်းတာဗျမှတ်မိသေးတယ်ဗျာကျွန်တော်တို့ပြိုင်ပွဲဝင်မဲ့တင်နန်းသားတွေကိုအုပ်ချိုးဖို့လိုက်တာကြတာကကတိကဥမြင့်မောင်နဲ့ဆရာဥပဆန်းဗျဆရာဥမြင့်မောင်ကစာအုပ်ကြီးသမားဆိုတော့တင်ဘောကားမိရထားအစင်းတက်တွေမှာအုပ်စုလိုက်အမှတ်စဉ်1 2 3ဆိုပြီးစင်းမှာတက်ပါလို့တင်ထားတယ်လူပြိုကြီးဆရာဥပဆန်းကတော့တင်နန်းသားတွေနဲ့တေယုံယုံအရောတဝင်နေတဲ့ဆရာမို့အေကောင်တွေအစဉ်ပြေသလိုသာတက်ကြစင်းကြကွာလို့မှားထားပြန်ရောကျွန်တော်တို့လားဆရာဥပဆန်းစကားကိုမြေဝဲမကြားနားထောင်ပြီးကားတွေယထာတွေပေါ်ကအစင်းဆိုဂရင်းပေါက်ကနေကြီးခုံတက်ခုံစင်းပေါ်ဗျာအမှန်ကကျွန်တော်ဟာအသက်ကလည်းငယ်သေးတော့မန္တလေးရောက်ချင်လို့သာရှောက်လုံနေတာပြိုင်ပွဲဝင်ဖို့လေအရွေးခံရရောပြိုင်ပွဲမှာထူးထူးချွတ်ချွန်ဖြစ်ချင်စိတ်တော့မရှိလှဘူးဗျကျွန်တော်စိတ်ထဲမှာပြိုင်ပွဲနဲ့ပတ်သက်လို့တိတ်လေးလေးနက်နက်မထားခဲ့ဘူးမထားဆိုကျွန်တော်ဝင်ရမယ့်ပြိုင်ပွဲကတခြားအားကစားသမားတွေစုကရည်ဒီပြိုင်ပွဲဝင်မဲ့သူတွေလိုလူဆောင်တက်ဆောင်အပူတပြင်းလေ့ကျင့်နေရတာမျိုးမှမဟုတ်ပဲအခန်းထဲတယောက်တည်းအောင်းပြီးစာဖတ်နေရတာမျိုးဆိုတော့ကျွန်တော်ဝင်ပြိုင်ရတဲ့တနေ့ကလွဲလို့အချိန်ရတာနဲ့မန္တလေးမြို့တွေရှောက်လေတော့တာပါပဲ
ဘလောက်တောင်အလဲလွန်နေတယ်လဲဆိုရင်နောက်ဆုံးစုပွေးပဲညကစင်မြေပေါ်ကနေကျွန်တော်နာမည်အကျဉ်းအော်ခေါ်နေတာတော့ကျွန်တော်ပေါ်မလာတာကြောင့်ဆရာဘာဆန်းကတစ်ဖြစ်တောက်တောက်လုပ်တဲ့အထီးဗျာ။အော်ခမည်းကကျွန်တော်ပထမရတဲ့အောက်မေးလို့လားမဟုတ်ပါဘူးဗျာ။ကျောင်းပေါင်း16ကျောင်းကပြိုင်ပွဲဝင်16ယောက်ထဲမှာနောက်ဆုံးစကားတင်6ယောက်ထဲမှာကျွန်တော်နာမည်ပါနေတာပါဗျာ။အင်းဘာမှမဖတ်မမှတ်ပဲနောက်ဆုံးစကားတင်စရင်ဝင်နေကြတော့မှငါသာစာနဲ့နဲ့ကြက်လိုက်ရင်ငါကြောင်နာမည်ကောင်းရမှာလို့တော့နောင်တတိယမိတယ်လို့ဖြစ်တာတော့အမှန်ပဲဗျကျွန်တော်တို့အကြောင်းကလည်းညံ့တော်မညံ့ဘူးဗျအဲ့ဒီနှစ်ကဘတ်ဆောင်ပညာပြိုင်ပွဲမှာကျွန်တော်တို့အကြောင်းဟာဗော်လီဘောပြိုင်ပွဲအတွက်ရွှေတံဆိပ်ရခဲ့တယ်ဗျနောက်ဆုံးဖိုင်နယ်ကအိမ်ရှင်မန္တလေးဆရာအတက်တင်နဲ့ဆိုတော့တကယ်ပွဲကြီးပွဲကောင်းပါပဲဒါတွေဘယ်ကအောင်မလဲမောင်မယ်တစ်လွင်ကြိုဆိုပွဲမှာကျွန်တော်ပါဇက်ဆိုင်တီးသမျှတိုက်တီးပေးခဲ့တဲ့ခရမ်းမြို့နယ်ကကိုအောင်မြင့်ဟာအတီးပြိုင်ပွဲမှာအပြောင်မြောက်ဆုံးစန္ဒယာလက်စွမ်းနဲ့ရွှေတံဆိပ်ချိတ်ခဲ့သေးတာပေါ့အင်းအခုတစ်ခေါက်လေအိမ်ကမက်ချောပြစ်တောက်လောက်တာကင်ပီတိုင်းစစ်နေတာမခံနိုင်လို့သာမန္တလေးကိုထွက်လာတာအလုံးနဲ့ပတ်သက်လို့ဘာတစ်ခုမှကျွန်တော်ရရမသိဘူးဗျဒါနဲ့တဲခိုတဲ့ဟိုတယ်မှာအိတ်လိုက်စားလိုက်လုံနေလိုက်တာ4-5ရက်လောက်ကြာမှစနေမောင်မောင်ပြောတဲ့အလောက်ကွင်ဆိုတာနည်းနည်းချင်းရိတ်စားမိလာပါတော့တယ်အမှန်ကအဲ့ဒီခွင်ဆိုတာမန္တလေးတက်သေးအင်းအိမ်ယာစီမံကိန်းဆိုပဲဗျအမှန်တော့အဲ့ဒီစီမံကိန်းကိုကျွန်တော်တို့စီတည်လာတဲ့မောင်ကမန္တလေးမှာရွှေကြည်ထိုးလုပ်ငန်းလုပ်နေတဲ့ဦးသိန်းထွန်းဆိုတဲ့မောင်ပဲဗျသူနေတာကဥပဒါလန်ရှမ်းပွဲရက်တဲ့ရွှေကြီးဦးကုမ္ပဏီနဲ့ပြည်ဆောက်လုပ်ရေးဆိုပြီးအလုပ်လုပ်နေတယ်တကယ်တော့ရွှေကြီးထိုးလုပ်ငန်းနဲ့ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်းဘာမှတော့မဆိုင်လှဘူးဗျသူ့ရွှေကြီးထိုးလုပ်ငန်းကိုတိုင်းမှုတို့ဘာတို့ကလည်းသူတို့နိုင်ငံသားဧည့်သည်တချို့အလဲအပတ်လာတဲ့အခါရွှေကြီးထိုးလုပ်ယုံတွေဘာတွေလိုက်ပြရာကအချိတ်ဆက်မိသွားတယ်ထင်ပါရဲ့တိဆောက်ပြုတ်ပြင်မြန်မာပြည်တခွင်ခက်မှာဆောက်လုပ်ရေးလုပ်ငန်းတွေကလည်းခက်ကောင်းရောဆောက်လုပ်ရေးဖက်ကိုခက်နဲ့အညီလှည့်ခဲ့ကြတာပေါ့ဗျာခက်ကိုကစီးပွားရေးသမားမှန်ရင်ကန်ထရိုက်ထဖြစ်ကုန်ကြတဲ့ခက်ကိုဆရာဝန်တွေတောင်ကန်ထရိုက်ဖြစ်ကုန်တဲ့ခက်ပေါ့ဗျာပါတယ်စာရေးဆရာကြီးမောင်တာရရဲ့ယုံနဲ့အတူပြေခွေးနဲ့အတူလိုက်ဆိုတာမျိုးထင်ပါအဲ့ဒီကိုသိန်းထွန်းကိုတက်သေးရင်စီမံကိန်းချပေးမယ်ဆိုပြီးမန္တလေးစီပင်တာယာရေးကော်မတီကခွန်ညီနိုင်တော့ရွှေကြီးထိုးသမားကိုသိန်းထွန်းလဲဘာမှမလုပ်တတ်မကင်တတ်ဖြစ်နေရကနေစနေမမောင်တို့နဲ့ချိန်မိတာပေါ့ဗျာစနေမမောင်တို့ကလည်းလေလုံးထွားထွားနဲ့ငွေရလွယ်မဲ့လမ်းကိုသာလိုက်ရှာနေကြတာတကယ်တမ်းမိုးတဲ့ရေထဲမှာစနေတကြလောက်ရမယ်ဟဲ့လေဆိုရောကျွန်တော်စီရောက်လာတော့တာပါပဲအောင်မန်ဒီစီမံကိန်းကဗိုလ်ချုပ်မူကြီးတန်းရွှေမန္တလေးကိုတိုင်းငယ်လှဲ့လေတုန်းကလမ်းညွန်ခဲ့တာဆိုပဲဒီလိုကိစ္စမျိုးမှာကျွန်တော်ကဆရာကြီးဆိုတော့မန္တလေးမြို့တော်စီပင်တာယာရေးကော်မတီနဲ့3ကြိမ်လောက်လဲတွေ့ဆုံညှိနှိုင်းပြီးရောတက်သေးအိမ်ယာစီမံကိန်းအတွက်လုပ်ငန်းသဘောတူစာချုပ်ကို1996ခုနှစ်ဩဂုတ်လမှာချုပ်နိုင်ရောပေါ့ဗျာ။အော်အဲ့ဒီတုန်းကမန္တလေးမြို့တော်စီပင်တာယာရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝင်ကဗိုလ်မှူးကြီးစိန်ဝင်းအောင်ပေါ့ကျွန်တော်တို့တက်သေးအင်းစီမံကိန်းအပြီးမှာလာအိုတန်အမတ်ကြီးအဖြစ်လွင်သွားရတဲ့ပုဂ္ဂိုလ်ပေါ့ဗျ။အောင်မန်သူကတထဲမှာတော့ကနမီကြီးလက်ဝဲသမားဆိုပဲတကယ်တော့တက်သေးအင်းအိမ်ဟာစီမံကိန်းဆိုတာအဲ့ဒီတက်သေးအင်းပတ်ဝန်းကျင်မှာရှိနေတဲ့တဲအိမ်တွေကိုဖျက်ပြီး10ခန်းတွဲ3ထက်တိုက်တွေစောက်ပေးတဲ့စီမံကိန်းပါဗျာကျွန်တော်တို့ငွေစိုက်ပြီးအဲ့ဒီတိုက်ခန်းတွေစောက်ပေးပြီးမန္တလေးစီပင်တာယာကကျွန်တော်တို့ကိုအဲ့ဒီစီမံကိန်းနယ်မြေထဲမှာမြေကွက်တွေပြန်ပေးတဲ့စနစ်ပေါ့စီမံကိန်းလဲစရောအဲ့ဒီတက်သေးရင်တဝိုက်ကအိမ်တွေဖျက်ရတော့တာပဲပြုတ်အင်းအဲ့ဒီနေရာတဝိုက်ကအင်းမေးမှရှိတာဆိုတော့ခြံလေးဝင်းလေးတွေနဲ့ကြက်သွန်မိတ်တို့နနံပင်တို့
စိုက်တဲ့စိုက်ခင်းလေးတွေပါဖျက်ပြစ်ရတာပေါ့ဗျာမူလနေထိုင်သူတွေအတွက်တော့ကောင်းတာရောဆိုးတာရောဒုံတွဲနေတာပါပဲမူလကလေးကခြံနဲ့ဝင်းနဲ့ကာလတန်ကြီးသိန်းရချီတန်တဲ့အိမ်တွေကိုဖျက်ပေးလိုက်ရတဲ့သူတွေအတွက်တော့ခွက်ပြောက်တာပဲပြုတ်တဲဆုံးနဲ့နေခဲ့တဲ့သူတွေအတွက်တော့ထီပေါက်ကိန်းပေါ့ဗျာတိုက်ခန်းတွေကိုစီပင်တာယာကအလကားတော့ပြန်မပေးပါဘူးမြင်းကြီးထက်9သိန်းပထမထက်4သိန်းအပေါ်ဆုံးထက်3သိန်းကို4ရစ်ခွဲသွင်းရတာမျိုးပေါ့နေအောင်ဗျတက်သေးအင်းဝင်းကျင်ကတဲအိမ်တွေကိုဖယ်ရှားရှင်းလင်းတော့အဲ့ဒီမှာဗလီတစ်ခုရှိနေတာကြောင့်ညှိရနှိုင်းရတာရှိသေးတယ်ဗျအိမ်တွေတဲတွေသာရှင်းပြီးသွားတယ်အဲ့ဒီဗလီကြီးကထိထိကြီးကြံနေတာမို့ကျွန်တော်တို့ကမြေထိုးမြေကြီးတဲ့ဘူရိုဇာတွေကြီးနဲ့လုပ်ငန်းလဲစရောဗလီဆရာတွေလည်းမျက်နှာငယ်ငယ်လေးတွေနဲ့ဖြစ်ကုန်ကြရောပေါ့ဗျာသူတို့လည်းတိတ်တော့မျက်နှာမကောင်းရှာကြဘူးညှိတယ်နှိုင်းတယ်ဆိုတာလေစီပင်တာယာနဲ့ညှိတာပါကျွန်တော်တို့နဲ့တိုက်ရိုက်တော့မတက်ဆိုင်လှဘူးဗျဗလီဆရာတွေကြည့်ရတာဖြစ်တဲ့နာထက်ပိုပြီးမျက်နှာပြက်နေကြတာကြောင့်ဘာကြောင့်များပါလိမ့်ဆိုပြီးဆက်ဆုပ်လိုက်တော့ကျွန်တော်တို့မရောက်ခင်2နှစ်3နှစ်လောက်ကဗလီတွေမွတ်စလင်တွေရက်ကွက်တွေနဲ့ပတ်သက်လို့တိုင်းမှုဗိုလ်ချုပ်ရဲမြင့်လက်ဆွဲပြခဲ့မှုတဲ့အကြောင်းပေါ်လာတယ်ဗျမန္တလေးမှာပလဲဝင်းဆိုတဲ့မွတ်စလင်ရက်ကွက်ကိုအိမ်ယာစီမံကိန်းအတွက်မြေနေရာရှင်းတုံးရတယ်ဗျအဲ့ဒီပလဲဝင်းတဲကမူလနေထိုင်သူတွေကိုဖယ်ရှားပေးဖို့တိုင်းမှုက3ချိန်အမိန့်စာထုတ်ပြီးတော့မဖယ်ပေးကြဘူးလေဗျာမဖယ်တဲ့အပြင်သူတို့အားကိုးရမယ်ထင်တဲ့ဘာသာတူဆော်ဒီအာရီဗျလို့နိုင်ငံမျိုးအထိတိုင်ကြတောကြဆိုပဲအဲ့ဒါနဲ့ပလဲဝင်းပြဿနာဟာအချိန်အတော်ကြာမရှင်းနိုင်ပဲဖြစ်နေရကဘယ်ကဘလို့အမိန့်ရတယ်တော့မပြောတတ်ဘူးတိုင်းမှုဗိုလ်ချုပ်ရဲမင်းဟာပလဲဝင်းကိုစစ်တပ်နဲ့နေ့လေ3နာရီလောက်မှာဝိုင်းထားလိုက်ပါလေရောတယ်ဗျာပလဲဝင်းကိုဝိုင်းထားတဲ့စစ်တပ်ဟာအတန်ချက်ဆက်သုံးပြီးအဲ့ဒီအေရီယာထဲမှာရှိနေတဲ့လူတွေအားလုံးလူချင်းတက်တက်ထောက်ခွာသွားကြဖို့အမိန်ပေးတဲ့ဒီလိုနဲ့ထွက်တဲ့သူတွေကလည်းထွက်ပေကက်နေတဲ့သူတွေကလည်းနေဖြစ်နေတော့ညနေ6နာရီခွဲလောက်မှောင်ရီပြိုးစအချိန်လေးရောက်ရောပလဲဝင်းထဲကိုဘူဇိုတာတွေအတင်းမောင်းဝင်ပြီးရှိသမျှတဲတွေကိုအိမ်တွေပါကြိတ်ပြစ်လိုက်ရောတယ်ဗျာကြိတ်တာမှဘူဇိုတာတစည်းစည်းပေါ်မှာအသင့်အနေထားနဲ့လက်နက်ကင်စစ်သားတွေတက်ထိုင်ပြီးကြိတ်တာတယ်ဗျာအဲ့ဒီတော့မှအထဲမှာရှိနေတဲ့လူတွေလည်းအသက်လူပြီးလက်လွတ်ခွက်ကြို့ထွက်ပြေးကြရတာတဲ့ဗျာဘသူမှန်တယ်မှားတယ်တရားတယ်မတရားတယ်ဆိုတာခမားဘာသာဆက်စင်းစားပြီတော့ကျွန်တော်ကတော့ကြားဘူးတာပြန်ပြောပြတာပဲအတီးအကျမှန်တယ်လို့ကျွန်တော်မပြောဘူးနော်ဒါပေမဲ့ကျွန်တော်ကိုပြန်ပြောတာတော့အဲ့ဒီရှင်းလင်းရေးမှာကိုယ်တိုင်ပါဝင်ခဲ့တဲ့တက်ကြက်ကြီးတယောက်ပဲဗျနောက်ဆုံးတော့ဘလို့ညှိနှိုင်းလိုက်ကြတယ်တော့မပြောတတ်ဘူးတသေးအိမ်ယာစီမံကိန်းအေရီယာထဲမှာရှိနေတဲ့အဲ့ဒီဗလီဟာမူလအနေထားအတိုင်းတည်ရှိခွင့်ရသွားပါတယ်တသေးဆိုတာကမန္တလေးစကိုင်းလမ်းမကြီးရဲ့အနောက်ဘက်အဲ့ဒီတုန်းကအသစ်ဖောက်နေတဲ့မန္တလေးမြို့ပတ်ရှစ်လန်းသွားလမ်းမကြီးရဲ့အရှိဘက်ကြောက်စစ်တန်းကနေအမေရပူရမြို့ဝင်ထိ2မိုင်နီးပါးရှိတဲ့ရေပြင်ကြီးဗျမန္တလေးတစ်မြို့လုံးကရေဆိုးတွေကိုထုတ်တဲ့မြောင်းဟာအဲ့ဒီတသေးအင်းဘေးမှာရှိတာကြောင့်တော်တော်တော့အနံ့အသက်ဆိုးတဲ့နေရာပဲဗျအဲ့ဒီတသေးအင်းမှာတသေးအင်းမယ်တော်ကြီးနန်းနန်းဆိုတာလေရှိသေးဗျအဲ့ဒီနန်းနန်းကပကံခိတ်ကလေးကရှိခဲ့တာဆိုပဲတသေးအင်းနမီတွင်လာပုံကိုစက်စုကြည့်တော့ဘာကြီးတော်ဖေဟာဘာတော်မင်းလက်ထက်ကရခိုင်ပြည်နယ်ကနေမန္တလေးကိုမဟာမျက်မှုနိဖေဟာကြီးပြင့်ဆောင်လာရမှာအဲ့ဒီအင်းတဲ့ရောက်တော့လှော်တက်တွေကိုတိန်းတာကြောင့်တသိန်းအင်းလို့ခေါ်ရာကနေကာလရွေလျားလာပြီးတသေးအင်းလို့ခေါ်တာလို့ဆိုတယ်ဗျအဲ့ဒီတသေးအင်းစီမံကိန်းစတင်ချိန်မှာမန္တလေးနဲ့ရန်ကုန်ဆွေတော်စီဒီနှစ်စုအပြိုင်တည်နေကြတဲ့အချိန်ပေါ့အစိုးရမင်းများကဘလို့စိတ်ကူးပေါက်တယ်လဲတော့မပြောတတ်ဘူးမန္တလေးဟာရန်ကုန်နဲ့တန်းရှင်နေတဲ့မြို့ဖြစ်လာအောင်စီမံကိန်းချတယ်ဆိုပဲဥပမာ
ရန်ကုန်မှာကန်တော်ကြီးရှိရင်မန္တလေးမှာကန်တော်ကြီးရှိရမယ်ရန်ကုန်မှာဆွဲတော်စေတီရှိရင်မန္တလေးမှာလည်းဆွဲတော်စေတီရှိရမယ်ဆိုတာမျိုးပေါ့ဗျာအော်နောက်ပိုင်းမှာတက်သိန်းကိုကန်တော်ကြီးလို့နာမည်ပြောင်းလဲကြတယ်ဆိုပဲအင်းဆွဲတော်ဆိုတာကတကယ်မူလဆွဲတော်အစ်စ်တော့မဟုတ်ပါဘူးစင်ဆွဲကိုဆွဲတော်ပုံစံထုပြီးတရုတ်ပြည်မှာရှိနေတဲ့ဆွဲတော်အစ်စ်နဲ့အတူထားလိုက်တာဆွဲတော်ဘွားဖြစ်လာတယ်ဆိုပဲရန်ကုန်နဲ့မန္တလေးမှာတည်တဲ့ဆွဲတော်ဇေဒီမှာဌာပနာတဲ့ဆွဲတော်ဆိုတာအဲ့ဒီဆွဲတော်ဘွားတွေပါပဲဗျာမန္တလေးစီပင်တာယာနဲ့အလုံးလုံးနေချိန်ဆိုတော့ဆွဲတော်ဇေဒီတိဆောက်ရေးမှာတာဝန်ယူနေတဲ့တိုင်းမှုဘုံမှုဗိုလ်ချုပ်တွေနဲ့ခင်မင်းရင်းနှီးလာတာပေါ့ဗျာမန္တလေးဆွဲတော်ဇေဒီဌာပနာတွင်းတဲ့အခါရန်ကုန်ဆွဲတော်ဌာပနာတွင်းပုံတွင်းနည်းနဲ့တစ်ထပ်တည်းတူအောင်လုပ်ရမယ်ဆိုတဲ့ညွှန်ကြားချက်ထွက်လာတော့ဆွဲတော်ဇေဒီတိဆောက်ရေးမှာအဓိကတာဝန်ယူနေတဲ့ဘုံမူကြီးစံလင်းကကျွန်တော်ကိုအကူအညီတောင်းတာကြောင့်ရန်ကုန်ဆွဲတော်ဇေဒီဌာပနာပိတ်ပွဲကိုကျွန်တော်လိုက်ခဲ့ရပြန်ရောဗျအမှန်ကရန်ကုန်ဆွဲတော်ဇေဒီဟာအရင်တီတာကြောင့်ဌာပနာပိတ်ပွဲရင်လုပ်တာပါဒါကိုပုံတူကူးပြီးမန္တလေးဆွဲတော်ဌာပနာပိတ်ပွဲလုပ်မှာကြောင့်ရန်ကုန်ဌာပနာပိတ်ပွဲကိုဗီဒီယိုရိုက်ပြီးအသေးစိတ်မှတ်တမ်းတင်ဖို့ကိစ္စပေါ့ကျွန်တော်လဲဘုံမူကြီးစံလင်းရဲ့ပါဝါနဲ့ရင်ဘတ်မှာအရေးကြီးပုံကိုရင်ထိုးအနီတစ်ခုချိတ်ပြီးရန်ကုန်ကထားထားတဲ့ဗီဒီယိုကင်မရာမင်းမှတ်တမ်းရယူနိုင်အောင်ဌာပနာပိတ်ပွဲမှာအနီးကဲလိုက်လံကြီးကြက်တယ်လို့ဘာလို့နဲ့ဆရာကြီးရှောက်လို့ရတာပေါ့ဗျာကျွန်တော်မြင်သလောက်တော့ဌာပနာသွင်းနေဆိုတာအလူရှင်တွေလှူထားတဲ့ကြောက်မြက်ရတနာတွေကြေးငွေစင်းတုရွှေပန်းခိုင်ငွေပန်းခိုင်လိုအရာတွေကိုနေ့နံအလိုက်ဟိုနေရာဒီနေရာရှောက်စီချပြီးတခုတည်းသောအပေါက်ကိုအင်္ဂတေအသေးကင်လိုက်တာပါပဲရန်ကုန်ဆွဲတော်ဇေဒီပိတ်ပွဲမှာမင်းသားကြီးကတော့အတွင်းရေးမှုတစ်ဗိုလ်ချုပ်ကြီးခင်ညွန့်ပေါ့ဗျာသူ့လက်ဆွဲတော်ကတော့အများသိကြပြီဖြစ်တဲ့အတိုင်းတိမ်ကြားဖွဲကဘိုးတော်တန်းလှပေါ့စဉ်းစားဖို့တခုကောင်းတာကထေရဝါဒဗုဒ္ဓသာသနာနေလိုလလိုထွန်းကားပါဆိုတဲ့ကျွန်တော်တို့နိုင်ငံမှာဘိုးတော်တန်းလှလိုပုံကူမျိုးကိုနိုင်ငံတော်အကြီးအကဲရေမြင့်ရှင်တွေကဘာကြောင့်ဥတိုက်ကြအားကိုးကြတယ်လဲဆိုတာပဲဗျကျွန်တော်နဲ့ဆရာတကာလိုရင်းနှီးနေတဲ့တိပိထက္ကရာယဆရာတော်ဥတုမင်္ဂလာဆိုရင်ကျွန်တော်နဲ့တွေ့တိုင်းလိုတကာကြီးရေဘုန်းကြီးတို့တော့နိုင်ငံတော်ဘာသာရေးအခမ်းအနားဆိုရင်ဘိုးတော်တန်းလှပြောသည်မြလိုက်လုံနေရတာပဲဟေးလို့တော့မိန်ဘူးတဲ့အထိပါပဲဗျာကြားဖြတ်ပြီးရည်စရာပြောရအောင်မေဗျရန်ကုန်ဆွဲတော်ပိတ်ပွဲကိုမှတ်တမ်းအတိအကျရယူဖို့မန္တလေးဗျူဟာမူဘုံမူကြီးတန်းထုံးလဲဘုံမူကြီးစံလင်းနဲ့အတူပါလာသည်ဗျတက်သေးအင်းစီမံကိန်းကကိုတန်းထုံးလဲရန်ကုန်ရောက်နေလေတော့မင်းထုံးကသူ့အိမ်မှာမင်းမောင်းဆောင်ကြီးထမင်းဖိတ်ကျွေးကျင်လှပါကြီးရဲ့လောက်တာကြောင့်သူ့အိမ်ကိုတွားရတဲ့နေ့ကပေါ့ကျွေးမဲ့အိမ်ကချက်တာပြုတ်တာမပြီးခင်ဖိတ်ကြားထားတဲ့စားသုံးသူဧည့်သည်တော်တွေကကြိုရောက်နေတယ်ဗျချက်ပြုတ်မပြီးသေးဘူးဆိုတော့အားလုံးမျက်နာပူပူနဲ့တီးခံပြီးထိုင်ဆောင်နေကြတာပေါ့ဗျာတနားရီကျော်လောက်ထိုင်ဆောင်လဲပြီးရောထမင်းရောဟင်းမျိုးစုံမှာဇပွဲပေါ်ကိုရောက်လာပြီးဝင်ရောက်သုံးဆောင်ကြဖို့အလူရှိမင်းထုံးကကြွပါလို့လေခေါ်လိုက်ရောမင်းထုံးရဲ့9နှစ်သားအရွယ်ရွှေတော်ကိုတော်လေးဟာကျုပ်တည်းရဲ့အတန်ပြဲကြီးနဲ့ငါလုံးမသားတွေငါစားဖို့ချက်ထားတဲ့ဟင်းတွေဝင်စားနေကြပြီဆိုပြီးထအော်လိုက်တာဘသူမှထမင်းဟင်းတွေကိုမနှိုက်ရဲလောက်အောင်ဖြစ်ကုန်ကြရောဗျာပထမတော့ကျွန်တော်လဲမင်းထုံးသာစိုးလိုက်တာလို့ထင်မိပေမဲ့နောက်ပိုင်းတေချာပြန်စဉ်းစားကြည့်တော့ဆဲတာကလွဲရင်ကြံတာအမှန်တရားပဲဗျာခလေးဆိုတော့သူ့ရင်ထဲမချစ်တင်ခဲဖြစ်ရတယ်ထင်ပါရဲ့ရန်ကုန်ဆွဲတော်ပိတ်ပွဲမှာဗိုလ်မူကြီးစံလင်းကိုလိုက်ပြီးကူညီခဲ့တာအချင်းအနှီးတော့မဖြစ်ဘူးပြုတ်သူ့ကိုလိုက်ကူညီပြီးမန္တလေးကိုပြန်ရောက်လို့မှမကြခင်မွတ်စလင်အဓိကယုံတစ်ခုကြားထဲမှာညက်ပြီးကန်ကောင်းလို့ထောင်မကြတယ်ဗိုလ်မူကြီးစံလင်းကယ်ပေးလို့တာပေါ့ဗျာဖြစ်ပုံကဒီလိုဗျကျွန်တော်ရဲ့
ကျွန်တော်တပည့်ကျော်တွေဖြစ်တဲ့လာဆိုးအောင်နဲ့ကျော်အေးရဲ့၃ယောက်သားမန္တလေးမြို့ထဲကိုညှပ်ပတ်ကြီး9နာရီဝန်းကျင်လောက်မှာရောက်လည်နေတော့84လမ်းအပေါ်35လမ်းနဲ့36လမ်းကြားလေရောက်ရောလူတွေယုံစုဖြစ်နေတာကိုတွေ့တာနဲ့ထုံးစံအတိုင်းဝင်ပြီးဆက်စုကြရောက်ပေါ့ဗျာပြဿနာကဘယ်ကဘယ်လိုစဖြစ်တယ်တော့မပြောတတ်ဘူးဗျာကျွန်တော်တို့လည်းလူအုပ်ကြီးနာရောက်သွားရောလူအုပ်ကြီးဟာအဲ့ဒီလမ်းတွေကဈေးဆိုင်ခန်းတွေကိုရိုက်ချိုးဖျက်ဆီးနေကြတော့တာပဲဗျလက်စတတ်တော့မွတ်စလင်တွေပိုင်တဲ့ဆိုင်ခန်းတွေကိုရိုက်ချိုးဖျက်ဆီးလိုက်တာမှမော်တော်ဆိုင်တွေစက်ဘိန်းတွေပလတ်စတစ်လိပ်တွေပိတ်လိပ်တွေအားလုံးလိုအဖိုးတန်ပစ္စည်းတွေကြီးပဲဗျဈေးဆိုင်ခန်းတွေကပိုင်ရှင်မွတ်စလင်တွေကိုရိုက်တာနှက်တာတော့မတွေ့ရဘူးဗျကြည့်ရတာအခြေအနေကိုကြိုတင်ရိပ်စမိပြီးခက်စောစောကလေးကရှောင်သွားကြပုံပဲကျွန်တော်တို့လည်းကြည့်ကောင်းကောင်းနဲ့ရှောက်ကြည့်နေလိုက်တာပွဲကကြမ်းတစ်ထက်ကြမ်းလာပြီးဆိုင်ငန်းတွေကိုမိရှုမယ်ဘာညာဖြစ်လာပါရောဗျာကျွန်တော်စိတ်ထင်အဲ့ဒီရုံရမ်းဆန်ခတ်ဖြစ်နေတာ2နာရီဝန်းကျင်လောက်အကြာမှာအဲ့ဒီဧရိယာရဲ့အရှိအနောက်တောင်မြောက်ကိုစစ်ကားတွေရောက်လာပြီးပိတ်ဆို့ထားလိုက်ပါလီရောမန္တလေးမြို့မှာလမ်းတွေဖောက်ထားပုံကအရှိအနောက်တောင်မြောက်ဖြောင်းကြီးဖောက်ထားလေတော့အရေးအကြောင်းဖြစ်လာရင်လေးပတ်လေးတန်ကပိတ်ဆို့ဖမ်းဆီးလို့အင်မတန်လွယ်တာကလားအဓိကရုံးထဲမှာတပျော်တပါးဝင်ပြီးဆင်နွှဲနေကြတဲ့မန္တလေးသားများကတော့ဟိုအိမ်ကြားဝင်ဒီအိမ်ကြားဝင်ဟိုအိမ်ပေါ်တက်ဒီအိမ်ပေါ်တက်လှုပ်လိုက်ကြတာအားလုံးလိုကြက်ပြောက်ငှက်ပြောက်ပျောက်ကုန်ချိန်မှာရန်ကုန်သားလူလေ3ယောက်ကလမ်းကြားလေးတစ်ခုထဲမှာပိတ်မိနေပါရောဗျာဘေးဘက်ဝင်းချင်းမှာရှိသမျှအိမ်တွေကလည်းတကားတွေပိတ်မီးတွေပိတ်ဖြစ်ကုန်ကြတာကြောင့်အားကိုးစရာရှာမရတော့ပဲစစ်သားတွေရှိတဲ့နေရာစီကိုချောင်းကြည့်ရင်လွန်လန်းရှာနေလိုက်တာည10နာရီထိုးကန်နီးလာတော့စစ်သားတွေတလန်းဝင်တလန်းထွက်ရှင်းလင်းတော့မဲ့အခြေအနေရောက်လာရောဗျတိတာဗောဗျာစစ်ဗိုလ်တွေကအတန်ကျဲကြီးနဲ့အမိတ်ပေးနေတာအတိုင်းသားကြားနေရတာကလားကြားနေရတဲ့အတန်တွေထဲမှာလမ်းဘေးမှာတွေ့သမျှလူတွေကိုကားပေါ်ကိုအတင်းဆွဲတင်နေတဲ့အတန်တွေလည်းပါတယ်ဗျဒါနဲ့ကျွန်တော်လည်းဒီတိုင်းနေလို့မဖြစ်ချေဘူးဆိုပြီးအကောင်းဆုံးဖြစ်မဲ့နီလန်းကိုရွေးလိုက်ရပါတော့တယ်အဲ့ဒီနီကတော့လမ်းကြားလေးတဲကနေ3ယောက်သားလမ်းမကြီးအလဲကောင်တက်ကိုကူးသွားပြီးစစ်ကားတွေစစ်သားတွေရှိရာကိုခက်တီလျှောက်သွားလိုက်တာပါပဲဗျာဟုတ်တယ်လေကျွန်တော်တို့ဒီရုံးရမ်းစန့်ခံမှုမှာလုံးမပတ်သက်တဲ့ဧည့်သည်တွေပဲသူတို့ကိုမျက်နှာချင်းဆိုင်တွေ့ပြီးဖြည့်ရှင်းလိုက်တာအကောင်းဆုံးပဲမဟုတ်လားတော့ကြလမ်းကြားတယ်လာဖမ်းမှအပြစ်ရှိလို့ပုံနေတယ်ဆိုပြီးချင်းရခတ်မယ်လေကျွန်တော်တို့3ယောက်လမ်းလေကောင်လေးရောက်ရောစစ်သားတယောက်ကမအီနဲ့ကင်တုပ်ပြီးမြစ်တာပို့တဲ့ကြားလိုက်ရတော့တာပဲဗျာဟေးကောင်တွေအကုန်လက်မြောက်ထားစမ်းဆိုတာလေပါသည်ဗျကျွန်တော်ကလက်မြောက်เสียအကြောင်းမှမရှိတာပုံမှန်အတိုင်းသူတို့ရှိရာဆက်ရှောင်းနေလိုက်တော့ငါလုံးမကြီးမိုးမုံအောင်စဲတန်တွေထွက်လာတဲ့အပြင်ဘိုးကြီးတယောက်ကကျွန်တော်တို့ရှိရာကိုပြေးလာနေရင်အဲ့ဒီကောင်တွေအကုန်ဖမ်းကွာအကုန်ကားပေါ်တင်ကွာလို့မိန်ပေးပါလေရောကျွန်တော်တို့လည်းဘာမှတော့ရှင်းမပြနိုင်ခင်စစ်ကားပေါ်ဆွဲတင်ခံရမယ်ဆက်ဆဲမှာစစ်ကားနားကလမ်းဘေးမှာငုတ်တုတ်ထိုင်နေတဲ့လူတယောက်စီကအတန်ထွက်လာတယ်ဗျဟဲ့လူကိုတက်ခိုင်ခမည်းဘယ်လျှောက်သွားနေတာတော့ဗျဒီမှာပြဿနာဖြစ်နေတာခမည်းမသိဘူးလားတဲ့ဒါနဲ့ကျွန်တော်လည်းအတန်လာရာကိုတေချာကြည့်လိုက်တော့အောင်မလေးမောင်မင်းကြီးသာဘုံမိုးကြီးစံလင်းပါလားဗျာဒါနဲ့ကျွန်တော်လည်းဝမ်းသာအာရထမင်းထွက်စားရင်လမ်းမှာပိတ်မိနေလို့ဗျာလို့ပြောလိုက်တော့မှသူ့ရာရှိတယောက်ကိုကျွန်တော်တို့တဲတဲ့ဟိုတယ်အထိလိုက်ပို့ခိုင်းတယ်ဗျနောက်ပိုင်းမှာတီးရတာကအဲ့ဒီညကဖမ်းမိသမျှမောင်တွေကိုအစစ်အဆေးမရှိထောင်ဒဏ်3နှစ်စီချင်းမြင့်တယ်ဆိုပဲတသေးရင်ကောင်းမှုနဲ့စောစောစစ်စီထောင်ကြကိန်းကြုံတော့မလို့ကန်တီလို့ဆိုပါတော့ဗျာကျွန်တော်တို့အကောင့်ထဲဖော်တာကိုတသေးရင်မယ်တော်ကြီးကပဲမကြိုက်လေရောတလားမပြောတတ်တော့ပါဘူးဗျာစီမံကိန်းစပြီး2လကျော်လောက်လေကြာရောမြန်မာတနိုင်ငံလုံးသာမကအာရှတိုက်တစ်ခုလုံးစီးပွားပြက်ကိန်းဖြစ်တော့မဲ့အရေးအယောင်တွေပေါ်လာတော့တာပဲဗျာအဲ့ဒီစီးပွားပြက်ကိန်းကြီးကို
တီထွင်ဖန်တီးလိုက်သူကတော့အမေရိကန်တထေးကြီးဂျော့ဆော်ရော့ကင်းမို့တက်ကြသဗျာစီးပွားပြက်ကိန်းဖြစ်ပုံကအိမ်မီအယောင်းဝယ်စည်းကွက်လုံးဝပြတ်သွားတာပေါ့ဗျာဂျော်ဆော်ရော့လောက်တာဟုတ်မဟုတ်မပြောတတ်ပေမဲ့ကျွန်တော်ကိုယ်တိုင်သိလိုက်တာကအဲ့ဒီစီးပွားပြက်ကိန်းမဖြစ်ခင်မြန်မာပြည်အိမ်မီအယောင်းဝယ်စည်းကွက်မှာတော်တော်လှုပ်ဖြစ်လိုက်ကြတာဆိုတာပဲဗျာဟုတ်တယ်တောင်တကုံမြောက်တကုံလိုနေရာမျိုးတွေကအဆောက်အဦမဆောက်ရသေးတယ်မြေကွက်လက်တွေတော်တော်ကိုအယောင်းဝယ်ဖြစ်တာဗျာမြေတစ်ကွက်ကို10 သိန်းဝန်းကျင်နဲ့ဒီနေ့ဝယ်ထားပြီးနှောက်နေ့ပြန်ရောင်းရင်9000တသိန်းအထိကိုမြတ်ကြတယ်ဗျရောင်းရဝယ်ရတာလေလွယ်သလားမမေးနဲ့ဝယ်တဲ့ရောင်းတဲ့သူအလုံးအရက်ကတိစာချုပ်တွေချုပ်လိုက်ကြမြေကရန်ကိုလက်လွဲလိုက်ကြနေတကယ်ကိုပွဲတော်ကြီးလို့ဖြစ်လို့ပေါ့မကြပါဘူးဗျာ6 လဝန်းကျင်လောက်လေရှိရောနေ့ချင်းညချင်းရုတ်တရက်ဝယ်သူမရှိတော့တဲ့အခြေအနေစိုက်သွားတော့တာပဲမြေကွက်တွေအယောင်းဝယ်ဖြစ်သလိုတိုက်ခန်းအိမ်ခန်းတွေလည်းထုံနီး၎င်းပွဲကောင်းပြီးအလားတူပွဲသိမ်းကြရောပေါ့ဗျာကျွန်တော်ညံမီတလောက်စဉ်းစားကြည့်တော့ငွေကြီးအမြောက်အများတက်နိုင်သူတဦးတစ်ဖွဲ့ကဒီလိုဈေးကွက်တစ်ခုအယောင်းဝယ်ဖြစ်လာအောင်အယောင်ပြဖန်တီးပြီးအလံရှူးလောက်တာမျိုးဖြစ်နိုင်နေဗျအဲ့ဒီအခြေအနေကိုနားမလဲတဲ့ပြည်တွင်းကငွေရှင်ကြေးရှင်အပါအဝင်လက်ထဲမှာငွေလေးကြေးလေးစုမိစောင်းမိတဲ့သူတွေကမြေကွက်တွေအတင်းနင်းကန်ပြီးလိုက်ဝယ်လာကြတဲ့အခါမူလဈေးကွက်ဖန်တီးသူကအသာလေးနောက်ဆုံးနေလိုက်တော့လက်ထဲကငွေတွေအစားမြေကွက်တွေဈေးကြီးမိပြီးကြံခဲ့တော့တာပဲပေါ့တေချာစဉ်းစားကြည့်ရင်ရွှေ့လိုက်တဲ့အကွက်ကရိုးရိုးရှင်းရှင်းပါပဲကျွန်တော်ကြားသလောက်ဒီမြေကွက်စီးပွားပြက်ကိန်းဟာထိုင်းနိုင်ငံမှာလည်းအတော်ဆိုးဝါးဝါခံလိုက်ကြရတယ်ဆိုပဲတချို့ထိုင်းကအိမ်မြေဈေးကွက်တထေးတွေဆိုစီးပွားပြက်ကိန်းထံကိုမခံနိုင်ကြလို့ဒေဝါလီခံရတဲ့သူတွေဒုနဲ့ဒေရှိသလိုကိုတေချောင်းကြံသွားကြတာတော့တော်တော်များဆိုပဲတိတိကျကျပြောရရင်အဲ့ဒီစီးပွားပြက်ကိန်းဟာ1998ခုနှစ်မှာဖြစ်ခဲ့တာဗျဒါပေမဲ့မြန်မာပြည်မှာ1996ခုနှစ်ကုန်ပိုင်းလောက်မှာအခြေအနေပြက်စပြုတ်လာတာကိုသတိထားကြည့်ရင်သိနိုင်တယ်ဗျအထူးသဖြင့်ကျွန်တော်တို့တာဝန်ယူတိစောက်နေတဲ့တက်သေးအေးအိမ်ယာစီမံကိန်းမှာမြေကွက်ကိုဝယ်သူမရှိတော့တဲ့အခြေအနေရောက်လာတယ်။အော်စီမံကိန်းတစ်ခုကိုတာဝန်ယူတိစောက်တယ်ဆိုတာလေလုပ်ငန်းအစအဆုံးဘသူမှငွေအကုန်စိုက်ထုတ်ပြီးမရင်းနှီးနိုင်ကြဘူးလေ။မြေကွက်ဖော်တာအုပ်မြင့်လုပ်ငန်းစတာလောက်အတွက်သာငွေရင်းနိုင်ကြတာကလား။အဲ့ဒီလုပ်ငန်းတွေပြီးတာနဲ့ကိုယ့်အတွက်ရမယ့်မြေကွက်တွေကိုကြိုတင်အယောင်းဝယ်လုပ်ပြီးလုပ်ငန်းပြီးတက်အောင်လုပ်ကြရတာပါပဲဒါကလည်းကျွန်တော်တို့တစ်ဖွဲ့တည်းမဟုတ်ပါဘူးတနိုင်ငံလုံးကကန်ထရိုက်မှန်သမျှဒီတိုင်းကြီးပါပဲကျွန်တော်တို့အတွက်ရတဲ့မြေကွက်တွေကိုကြိုရောင်းလို့လည်းမရရောအဲ့ဒီစီမံကိန်းလဲအုပ်မြင့်လုပ်ငန်းအဆင့်မှာတွေထိုးရက်သွားရောပေါ့ဗျာမမရရအဲ့ဒီစီမံကိန်းထိုးရက်သွားတာ1996ခုနှစ်နိုဝင်ဘာလပဲဗျအဲ့ဒါလိုပြဿနာမျိုးမန္တလေးမှာစဖြစ်နေပြီမဲ့တနိုင်ငံလုံးအနေနဲ့တော့မတိတာလှဘူးပေါ့ဗျာမြေကွက်ရောင်းဝယ်အေးတယ်အလုပ်ဖြစ်တာနဲတယ်ဆိုတာလောက်သာသတိပြုမိသေးတဲ့အချိန်ပေါ့ကိုရီသွေးတယ်လို့မထင်လိုက်ပါနဲ့ဗျာမန္တလေးကအခြေအနေကိုကြည့်ပြီးဒီရိတ်လက္ခဏာဟာတတိုင်းပြည်လုံးကိုအနှေးနဲ့အမြန်ကူးဆက်လောက်မယ်ဆိုတာကိုကျွန်တော်3 လကျော်လောက်ကြိုတင်ခံမှန်းမိတယ်ဗျဒါနဲ့ကျွန်တော်လုပ်ဖို့ကင်ပတ်တွေကိုဒါဟာစီးပွားပြက်ကိန်းတစ်ခုရဲ့အရေးလက္ခဏာပဲတက်နိုင်တဲ့ဘက်ကကြိုတင်ပြင်ဆင်မှုတွေလုပ်ကြဖို့ကျွန်တော်ကတတိပေးတော့သူတို့ကကျွန်တော်ကိုအယူတယောက်လိုပြန်ကြည့်တာပေါ့ဗျာဒါကိုအများကတာမန်ဖြေရိုးဖြစ်စဉ်လို့သုံးသပ်ကြပေမယ့်ကျွန်တော်ကတော့ထိုးခြားဖြစ်စဉ်လို့ခံစားရတယ်ဗျာအဲ့ဒီအချိန်မှာကျွန်တော်ကိုလူငါတက်တဲ့ဒေါ်ဆက်ကြီးဆိုတာကိုစတွေ့တာပါပဲကျွန်တော်နဲ့တော့ဓာတ်ရိုက်စတိကျွမ်းတာမဟုတ်ပါဘူးရွှေကြည်ဦးကိုသိန်းထုံးကတဆင့်စနေမောင်မောင်တို့နဲ့အဖွဲကြရာကနေကျွန်တော်နဲ့တိလာတာပါသူကအသက်50လောက်ရှိပါပြီငန်းစုံဇာတိလို့ဆိုပါတယ်လုပ်ငန်းစာချုပ်တွေချုပ်ရာကမှတ်ပုံနေထဲမှာတွေ့မိတာတော့သူ့အဖေနာမည်ကဦးစိန်မောတဲ့သူနေတဲ့လိပ်စာက39လမ်းနဲ့80လမ်း81လမ်းကြားရတယ်ဗျာအသက်50ဝန်းကျင်အရွယ်
သူ့ပုံကဖြူဖြူနုနုပါပဲသူကရှိတဲ့ယောက်ျားကြီးကိုမေမျိုးဘက်ကခြံတစ်ခြံမှာပို့ထားပြီးသူကဘာသာရေးလုပ်တယ်လို့ဘာလို့နဲ့ယောဂီထမိန်အမြဲဝေးလေးရှိပါတယ်ပုံစံကြည့်ရတာတော့ရက်ဆက်ကြမ်းကြုတ်မယ်လို့တစ်ချက်မှထင်ရစရာမရှိဘူးဗျစီမံကိန်းအစပိုင်းမှာဒေါ်ဆက်ကြီးနဲ့ကျွန်တော်ဘာမှပတ်သက်ခဲ့တာမဟုတ်လေတော့သူ့အကြောင်းကိုနောက်မှပြောကြတာပေါ့အခုဆက်ပြောနေရင်စကားလမ်းကြောင်းလွဲကုန်ပါလိမ့်မယ်ကျွန်တော်လည်းထိုးရက်သွားတဲ့စီမံကိန်းကိုပြန်ပြီးအဖက်ဆယ်နိုင်အောင်နီလန်းမျိုးစုံရှာဖွေကြံစားရပါတော့တယ်ဟုတ်ပါတယ်ဒီစီမံကိန်းဟာအချိန်စရာတစ်ခုနဲ့ပြီးစီးရမယ့်လုပ်ငန်းအဆင့်ဆင့်ကိုသတ်မှတ်ထားပြီးသားပါအချိန်စရာအတိုင်းမဝင်ရင်ပြဿနာမျိုးစုံတက်လာနိုင်ပါတယ်မန္တလေးစီပင်တာယာရေးကော်မတီကတာဝန်ရှိပုဂ္ဂိုလ်တွေကလည်းအမိန်ပေးတက်တာကလွဲလို့အခြေအနေကိုမှန်ကန်အကဲခတ်တာမဟုတ်လေတော့တတ်မှတ်လုပ်ငန်းကိုတတ်မှတ်ရဲ့အမိပြီးစီးအောင်အမိန့်စာတွေနင်းကန်ထုတ်တော့တာပေါ့ဗျာမန္တလေးစီပင်ကအမိန့်စာထုတ်လိုက်ကျွန်တော်တို့ကအခက်ခဲကိုရှင်းပြပြီးအတနာခံလိုက်၃ချိန်လောက်လေလှုပ်ပြီးရောမန္တလေးစီပင်တာယာရေးကော်မတီဟာကျွန်တော်တို့ငွေအရင်အနည်းနဲ့စိုက်ထုတ်ဆောင်ရွက်နေတဲ့တက်သိန်းစီမံကိန်းကိုသိမ်းယူလိုက်ပြီးဆိုတဲ့အကြောင်းအမိန့်စာထွက်လာပါလျောဗျာရန်ကုန်မှာအစင်မပြေလို့မန္တလေးကိုလာမိပါတယ်စီပူအိုးတဲကနေမီးပိုတဲ့ခုံချမိတယ်လို့ဖြစ်တော့တာပေါ့ဗျာလုပ်ငန်းလည်းအစင်မပြေဖြစ်ရောငွေတပြားမှာမစိုက်ထားတဲ့စနေမမောင်တို့မင်းထုံးတို့လည်းကိုပြောက်အတက်ကျင့်ကုန်ကြတာပေါ့ဗျာခက်တာကကျွန်တော်ကလူအားရောငွေအားပါစိုက်ထားလေတော့အဆုံးခံလိုက်လို့ဘယ်ဖြစ်ပါမလဲဒါအပြင်တချို့ဆောက်လုပ်ရေးပစ္စည်းတွေကြေးဝယ်ထားမိလို့ကျွေးဘူးတွေကတစ်ဖက်ပေါ့ဗျာဘာပဲဖြစ်ဖြစ်ကျွန်တော်ဟာဘယ်ပြဿနာမျိုးကိုမဆိုလွယ်နဲ့လက်မလျှော့တတ်တဲ့အကျင့်ရှိတယ်ပြဿနာဖြေရှင်းနိုင်မဲ့နည်းလမ်းကိုစီလိုပေါက်ရှာတတ်တဲ့အကျင့်ရှိတယ်ဆိုပါတော့ဒီတော့ကျွန်တော်လဲကြံရမရတဲ့အဆုံးဖြစ်လာတဲ့စီးပွားပြက်ကိန်းနဲ့ပတ်သက်လို့နိုင်ငံတော်အစိုးရအနေနဲ့ကိုညီကုသပေးတဲ့ဆိုတဲ့အကြောင်းစာရှိကြီးတဆောင်ရေးပြီးဗိုလ်ချုပ်မှုကြီးတန်းရွှေအပါဝင်နိုင်ငံတော်အကြီးအကဲအားလုံးဝင်ကြီးအားလုံးစီကိုတိတ်မှုပြီးပို့ချလိုက်ရောဆိုပါတော့ဗျာအမှန်တော့ရွေးစရာလမ်းမရှိတော့လို့ကျွန်တော်ရမ်းလိုက်တာဗျကံမကောင်းအကြောင်းမလှရင်နှင်းအကန့်အသတ်မရှိထောင်နှန်းဆန်သွားနိုင်တယ်လေကျွန်တော်ကတာမန်အတနာခံစာရေးရုံတင်မဟုတ်ဘူးနိုင်ငံတစ်ခုမှာပုဂ္ဂလိကလုပ်ငန်းရှင်တွေကုမ္ပဏီတွေအကျက်အတဲကြုံရတဲ့အခါနိုင်ငံတော်အစိုးရအနေနဲ့ဘယ်လိုဘက်ပုံကူညီပံ့ပိုးသင့်တယ်ဆိုတာကိုအမေရိကန်တန်ယုံပြန်ကြားရေးဌာနကထုတ်တဲ့အန်ယာကော့ကဆိုတဲ့ခရိုင်စလားကော့ကုမ္ပဏီအကြီးအကဲရဲ့အတူပတိစာအုပ်ကြီးကိုပါစာတဆောင်ချင်းစီမှာပူးတွဲပေးလိုက်တာဗျဘာလို့ကူညီသင့်တယ်လဲဆိုတော့ကုမ္ပဏီတွေဒေဝါလီခံရင်အဲ့ဒီကုမ္ပဏီမှာရှိတဲ့အလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်ကုန်မယ်နောက်တစ်ခါစင်ကဲဈေးကွက်ပြက်ရာကနေတနိုင်ငံလုံးရဲ့စီးပွားရေးစနစ်ကြီးတစ်ခုလုံးကိုထိခိုက်နိုင်လို့ပေါ့ဗျာနိုင်ငံတော်အကြီးအကဲအားလုံးစီကိုတဆောင်တအုပ်ပူးတွဲပို့မှာမို့အန်ယာကော့ကစာအုပ်အုပ်ရေ30လောက်ရဖို့လမ်း30တဝိုက်မှာရှာလိုက်ရတာဗျာကျွန်တော်ရေးတင်လိုက်တဲ့စာဟာရွှေရှင်းပင်မဲ့အဲ့ဒီခေတ်မှာတော့အစိုးရအဖွဲ့အတွက်တော်တော်ထူးဆန်းနေတယ်ဆိုရပါလိမ့်မယ်ကျွန်တော်ရေးထားတဲ့အကြောင်းတွေထဲမှာကျွန်တော်ဟာမန္တလေးတက်သေးအင်းစီမံကိန်းကိုတာဝန်ယူဆောင်ရွက်နေတယ်မမျော်လင့်ပဲမြေခွက်အယောင်းဝယ်မရှိတော့တာကြောင့်အခက်ခဲကြုံတယ်ဒီအခက်ခဲဟာကျွန်တော်တယောက်တည်းဖြစ်ပေါ်နေတာမဟုတ်ပဲမကြခင်တနိုင်ငံလုံးကိုကူးဆက်လာမယ်ဒါကြောင့်နိုင်ငံတော်အစိုးရအနေနဲ့ကျွန်တော်အကြက်တဲကိုကူညီသင့်တယ်ထို့အတူမကြခင်အကြက်တဲဖြစ်လာမယ်ပုဂ္ဂလိကကုမ္ပဏီတွေကိုလည်းကူညီဖို့အစဉ်သင့်ရှိနေသင့်တယ်ပေါ့ဗျာ။အော်အစိုးရအဖွဲ့ဝင်ကြီးတွေကိုအဲ့ဒီစာအုပ်တအုပ်လုံးထိုင်ဖိုက်ခန်းလို့တော့ဘယ်ရမလဲဗျာ။အဲ့ဒီစာအုပ်ထဲကကျွန်တော်ရင်ညွှန်းလို့တဲ့အခန်းတွေကိုအမှတ်သားပြပြီးဖတ်ဖို့ညွှန်ရတာပေါ့။ကျွန်တော်ညွှန်းလိုက်တဲ့အခန်းတွေကအခန်း14နစ်နေသောလှေပေါ်ဝဲအခန်း19အစိုးရထံချင်းကပ်ခြင်းအခန်း18ခရိုက်ဆလာအားကဲတင်တစ်ပါပေတလို့အခန်း19ကွန်ကရစ်တွင်အစစ်ခံခြင်းအခန်း20အညီအမျှဆွန့်လွတ်ကြ
အခန်း21ဗန်များမှာငွေချေးခြင်းဆိုတဲ့အခန်းတွေပေါ့ဗျာကျွန်တော်အခုမှသေချာပြန်စဉ်းစားကြည့်မိတော့ကျွန်တော်ပြုစုပြီးတင်ပြလိုက်တဲ့စာတမ်းဟာမြန်မာနိုင်ငံအုပ်ချုပ်သူတွေရဲ့လက်ရှိအခြေအနေနဲ့နည်းနည်းတော့အလံဝေးနေတယ်လို့ပဲဗျတကယ်တော့ကျွန်တော်စာထက်စိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီစာနဲ့အတူပူးတွဲပြီးပို့လိုက်တဲ့အန်ယာကော့ကအကြောင်းဗျသူ့အကြောင်းခမားသိသွားရင်တကယ်ကိုလေးစားအားကျသွားနိုင်လောက်တယ်ကျွန်တော်တော့အန်ယာကော့ကာကိုလေးစားအားကျသူစရင်ထဲမှာထိတ်ဆုံးကထည့်ထားတယ်သူ့ကြောင့်တေချာစစ်စစ်ငငသိချင်ရင်တော့မြန်မာနိုင်ငံမှာရုံးဆိုင်တဲ့အမေရိကန်နိုင်ငံပြန်ကြားရေးဌာနကနေ1989ခုနှစ်မှာထုတ်တဲ့အန်ယာကော့ကာဤကိုရေးဖြစ်စဉ်မှတ်တမ်းဆိုတဲ့စာအုပ်ကိုရှာဖတ်ပြီးတော့ဗျာမူရင်းရေးသူကအဲရစ်အန်ယာကော့ကာနဲ့ဝီလျံနိုဗယ်မြန်မာဘာသာကိုပြန်ဆိုတာကမဟာမိတယ်ဗျာမဟာမိဆိုတာနမီကျော်ဘာသာပြန်မြန်မာစာရေးဆရာတယောက်ဖြစ်နိုင်ပါတယ်ကလောင်နမီပြောင်းထားပုံရပါတယ်ကျွန်တော်သိသလောက်အန်ယာကော့ကာအကြောင်းခမားကိုပြောပြမယ်ဗျာကျွန်တော်ပြောပြနိုင်တာကလည်းအဲ့ဒီစာအုပ်ကိုအကြိမ်ပေါင်းများစွာဖတ်ခဲ့ဘူးလို့ပါအန်ယာကော့ကာဟာတကယ့်ကိုစိတ်ဝင်စားစရာကောင်းလို့နဲ့ပုံကိုကြီးဗျခမားရောသူ့အကြောင်းကြားဘူးလားမကြားဘူးရင်ကြုံတုံးနားထောင်ပါဗျာဇလန်လေးရတော့ပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာဒီဇလန်လေးထဲမှာကျွန်တော်ရဲ့အပြောအဆိုစကားသွားလာစကားဖြစ်တောင်များမှာအမှားအများပါရှိခဲ့ရင်ခွင့်လွှတ်နားလည်ပေးကြပါနောက်နေ့များစွာမှာလေမင်းတရဲ့တက်ခိုင်းဆိုတဲ့ဇလန်လေးရဲ့အပိုင်းဆက်များကိုပြောပြတင်ဆက်ပေးအောင်မှာဖြစ်လို့စောင့်မျှော်နှားဆင်အားပေးကြဖို့ကိုလည်းတောင်းဆိုအပ်ပါတယ်ခင်ဗျာ